ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလောဘကိုသမုဒယသစ္စာလို့လူတိုင်းနားလည်တယ်နော်အဲ့ဒီလောဘဆိုတဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ဒုက္ခသမုဒယသစ္စာအဲ့ဒီအမှန်တရားကိုမြတ်စွာဘုရားကဒါဟာပေရှားသုတ်သင်ပြရမယ်တရားပဲလို့သိတော်မူတယ်တဲ့အဲ့ဒါကိုကိစ္စဉာဏ်ဆိုပြီးတော့ပေတတို့မှတ်သားဖို့တယ်မဟုတ်လားဒါကတော့ဓမ္မစကြာအရာပေါ့နော်တကယ်စင်စစ်ပေရှားမယ်တရားဆိုတာလောဘတရားတစ်မျိုးတည်းကိုဆိုလိုတာတော့မဟုတ်ပါဘူးဒေါသလည်းပေရှားရမယ်အရာပဲကိလေသာတရားမှန်သမျှအကုသိုလ်မှန်သမျှညှဉ်းနှွမ်းတဲ့တရားမှန်သမျှပေရှားနိုင်အောင်ကြိုးစားရမယ်တရားတွေကြီးပဲသူတို့ကဘာဝေတ္တပအုပ်စုထဲမှာပါတယ်ပေါ့ဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်ထဲမှာကန္နဓမ္မဝိပ္ပဟာယသုတ်ကံဘာဝေထပန္တိတောလို့ဒီလိုလေးဟောတာရှိတယ်ကန္နဓမ္မဝိပ္ပဟာယကန္နဆိုတာမဲညစ်တဲ့တရားအကုသိုလ်တရားဒုစရိုက်တရားကိလေသာတရားဒါတွေကိုကန္နအမဲတက်ဒီလိုနားလေရမယ်ကန္နဓမ္မဝိပ္ပဟာယအဲ့ဒီမဲညစ်တဲ့တရားတွေကိုပယ်ရှားပြီးတော့သုတ်ကံဘာဝေထပန္တိတောတဲ့ဉာဏ်ရှိတဲ့လူဆိုတာဖြူရှင်းတဲ့တရားကိုများလာအောင်ပွားရမယ်တဲ့သုတ်ကဆိုတာဖြူရှင်းခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်သုတ်ကဓမ္မဆိုတာဖြူရှင်းတဲ့တရားနောက်ကုသိုလ်ကောင်းမှုတွေကိုသုတ်ကဓမ္မလို့ဒီလိုနားလည်ရမှာအဲ့ဒါမနေ့ပြန်ကြမှာအဲ့ဒီဖြစ်အောင်ကြိုးစားအထောက်ရမယ်ဘာဝေတ္တပတရားကိုမနေ့ပြန်မှာဟောပါနောက်ဒီကနေ့ပေရှားရမယ်တရားဘာဟာတ္တပတရားဒါရဲ့အကြောင်းကိုဦးဇင်းတို့အတဝတ္တုဒ္ဒံဆိုတာကိုအခြေခံပြီးတော့ပြောပါနော်ဘာလို့ဒီကိလေသာတရားတွေလောဘဒေါသမောဟတွေကိုပေရှားရတာတုံးလို့မေးရင်အဲ့ဓာတွေကြောင့်ဖြစ်ပေါ်လာမယ့်ဆင်းရဲဒုက္ခကိုမလိုလားလို့ဒီလိုပဲပြောရမယ်ဟုတ်တယ်မို့လားတကယ်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာနော်ဆင်းရဲဒုက္ခကိုဖြစ်စေတာဟာအပေါ်ယံကြည့်ရင်တော့အဖြေကတော့အမျိုးမျိုးရှိမှာပေါ့နော်တကယ်လေးလေးနက်နက်နော်အဖြေမှန်ထုတ်မယ်ဆိုလို့ရှိရင်ဒီလောဘဒေါသမောဟကိလေသာတရားတို့ကြောင့်သာလဲဆင်းရဲဒုက္ခတွေဆိုတာဖြစ်နေကြရတာပေါ့ဒါကြောင့်အဲ့ဓာတွေကိုနှီးမျိုးစုံကနေပြီးတော့မိမိတန်တန်ဝင်မလာအောင်ရောက်မလာအောင်ပယ်နိုင်အောင်ရှားနိုင်အောင်ကြိုးစားကြရမယ်အဲ့လိုကြိုးစားအထုတ်တဲ့နေရာမှာဦးဇင်းတို့ဒီအတဝသုတ်တံဆိုတာလေးကအလွန်တရာမှမှတ်သားစရာကောင်းအလွန်ကျေပြတ်တဲ့ရှုထောင့်ကနေမြတ်စွာဘုရားဟောတာတော့အသောတရားတွေကိုဘယ်ပုံဘယ်နည်းပေရှားမလဲဆိုတာကိုနှီးမျိုးစုံမြတ်စွာဘုရားဟောတာတခုတည်းကိုပဲစွဲနေမှလဲစိုးတယ်ပေါ့နော်အဲ့ဒီအတဝသုတ်တံမှာမြတ်စွာဘုရားကအသောတရားတွေကိုပယ်ရှားဖို့အတွက်နီလန်6ရက်မြတ်စွာဘုရားပေးထားတာအဲ့ဒါတင့်တော်တဲ့နီလန်နဲ့တင့်တော်တဲ့အချိန်မှာတင့်တော်သလိုကြိုးစားအထောက်ကြရမယ်ဘယ်နီလန်ပဲဖြစ်ဖြစ်အကုန်လုံးကသုံးဝင်တာကြီးပဲအဲ့ဒါကိုတော့ကြိုပြီးတော့နားလည်ထားဖို့လိုတယ်အဲ့တော့ဦးဇင်းတို့အခုပြောမဲ့ဒီဒေသနာကဘဝမှာတကယ်လက်တွေ့ချပြီးတော့လုံကြည့်မယ်ဆိုတဲ့စိတ်ကူးကလေးနဲ့မှတ်သားမှသာလဲပို့ပြီးတော့လေးနဲ့တဲ့အတိတ်ပဲရှိမယ်ပေါ့ကိုနားထောင်ယုံလောက်နားထောင်မှာဆိုရင်တော့သူကသိပ်ပြီးတော့နားထောင်လို့လည်းအရင်ကြီးစိတ်ဝင်စားစရာတော့ကောင်းမှာမဟုတ်လားတကယ်လက်တွေ့ချပြီးတော့ဒါကတကယ်နီလန်းတစ်ခုအနေနဲ့သိထားတဲ့နဲ့ဘယ်ပုံပဲနည်းလုပ်ရမလဲဆိုတဲ့နီလန်းကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်တန်ဖိုးဖြတ်လို့မရတဲ့ဒေသနာတစ်ခုဟုတ်လားအဲ့ဒါဦးဇင်းတို့အတဝသုတ်တံဆိုပြီးတော့အင်္ဂုတ္တစက္ကနိပတ်ပါဠိတော်မှာမှတ်တမ်းတင်ထားတယ်အဲ့ဒီမှာမြတ်စွာဘုရားဟောပုံလေးကတော့တစ်မျိုးပဲဘယ်လိုဟောတော့စာဟိဘိက္ခဝေဓမ္မေဟိတမနာဂတောဘိက္ခုအာဟုနေယောဟောတိပါဟုနေယောဒက္ခိနေယောအင်စလိကရနေယောအနုတ္တရံပုညခေတ္တံလောကတာလို့အဲ့လိုလေးစာဟောတယ်အဓိပ္ပာယ်ကဘာပြောတော့ယဟန်တို့တဲ့အခုပြောမဲ့အင်္ဂါ6ရက်နဲ့တရား6ပါးနဲ့နော်ပြည့်စုံမယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်ကိုအာဟုနေယဂုံနဲ့ပြည့်စုံတယ်လို့ဆိုရမယ်ပါဟုနေယဒက္ခိနေယအင်စလိကရနေယအနုတ္တရံပုညခေတ္တံလောကတာဆိုတဲ့အဲ့ဒီခုံနေနဲ့လည်းပြည့်စုံတယ်လို့ဆိုရမယ်တဲ့တရား6မျိုးနဲ့ပြည့်စုံတဲ့ယဟန်ကိုအာဟုနေယဂုံနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့အာဟုနေယဆိုတာမပြောတာတော့အယဝေးကယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုတောင်အလှခံယူတိုက်တယ်ဆိုတဲ့ခုံပေါ့ဣတိပိသောဘဂဝါရတယ်နော်နောက်ဆုံးတန်ခါကုံတော်ကိုပါထဲမှာအာဟုနေယောလို့ပါတယ်မို့လားနော်သုပတိပံတော်ဘဂဝါတော်တဝကတံကိုနော်ကောင်းကောင်းကျင့်နေမြတ်စွာဘုရားဒီသတဝကတံကဆိုတာ
ပုစုပတိပန်နောရိုးရိုးသားသားဖြောင်းဖြောင်းမတ်မတ်ကျင့်တယ်ညာယပฏิပန်နောမဲ့ညာပူညာအတိရုညာတို့ကိုရဖို့အတွက်ကျင့်တယ်တာမိစိတ်ပฏิပန်နောအယုသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်အဲ့ဒါကိုအကြောင်းကုန်၄ပါးလို့ခေါ်တယ်အဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံအောင်ကျင့်သုံးလို့ရှိရင်သူဟာမဲ့ညာပူညာကိုရနိုင်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဆက်ဟောတော့ရှရီဒံစတ္တာရိပုရိသယောဂာနိအထပုရိသပုဂ္ဂလာအဲ့လိုမျိုးအကြောင်းကုန်၄ပါးနဲ့ပြည့်စုံလို့အဲ့ဒီပုဂ္ဂိုလ်ဟာမဲ့ညာပူညာကိုရခဲ့မယ်ဆိုရင်ဒါကိုယရိဒံစတ္တာရိပုရိသယောဂာနိနော်အစုံ၄စုံဆိုတော့၈ယောက်ပေါ့နော်အထပုရိသပုဂ္ဂလာပုရိသပုဂ္ဂလာယောက်ျားမြတ်တယ်နော်အထပုရိသပုဂ္ဂလာ၈မျိုးသောတပတိမဲ့သောတပတိဖို့တဂရဂာမိမဲ့တဂရမိဖို့အနာဂမိမဲ့အနာဂမိဖို့အရဟတမဲ့အရဟတဖို့အဲ့ဒါကို၄စုံဒီလိုလဲပြောတယ်ရှေ့ရောက်လို့လည်းပြောတယ်တူတူပါပဲဟုတ်လားစတ္တာရိပုရိသယောဂာနိအထပုရိသပုဂ္ဂလာဟောကိုနှုတ်ထဲရှိနေတဲ့စကလုံးလေးတွေရဲ့အတိပ္ပယ်ကိုဥစဉ်ကအလွန်နားလေသိခြင်းနဲ့ရအောင်လှုပ်ထားရပြီးတော့အတိပ္ပယ်မသိဘူးဆိုတာရောစိတ်ထဲကတိတ်ပြီးတော့တရားဓမ္မတွေရဲ့ကိုယ်စားမခံကျင်ဘူးပေါ့ဟုတ်လားကိုယ်ဥစဉ်ပြောလိုက်တော့တို့ရွတ်နေတာဒါတွေကိုလို့နားလည်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးကောင်းကောင်းကျင့်တယ်ဖြောင်းဖြောင်းမတ်မတ်ကျင့်မယ်မဉ္ဇဉ်ပူညာရအောင်ကျင့်မယ်အယုသေးခံယူခြင်းနဲ့ထိုက်တအောင်ကျင့်မယ်ဆိုတဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်ရင်အဲ့ဒီရန်အာဟုနေရောဟောဆက်လာတယ်နော်အယဝေကယူလာတဲ့ဝတ္ထုပစ္စည်းကိုတောင်သူကအလှခံယူတိုက်တယ်လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးကျေးဇူးများလို့ခံယူတိုက်တယ်လို့ပြောတာဟုတ်လားလှူတဲ့ပုဂ္ဂိုလ်အတွက်လှူတာနဲ့နော်ပို့ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့ထိုက်တန်တဲ့အကျိုးကျေးဇူးကိုရနိုင်တဲ့အတွက်ကြောင့်အလှခံတိုက်တယ်လို့ပြောတာပါဟုနေရောဆိုတာဘာပြောတာတော့ဧည့်သည်လုံငါထားတဲ့အလှဝတ္ထုပစ္စည်းကိုတောင်အလှခံယူတိုက်တယ်ဒခိနေယဆိုတာတမလွန်လောကကောင်းကျိုးချမ်းသာကိုရဖို့အတွက်ရည်ရွယ်ပြီးတော့လှူတဲ့မြတ်သောအလှကိုခံယူတိုက်တယ်အင်ဇလိကရဏီယဆိုတာလက်အုပ်ချီမိုးရှ िख ိုးတိုက်တယ်နုဒ္ဒရံပုညခေတ္တံလောကတဆိုတာဘာပြောတာတော့ကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းတပွဲဖြစ်တယ်တဲ့နော်အဲ့ဒီအတိတုညာတို့ကိုရတဲ့ပုဂ္ဂိုလ်တွေဟာနော်ကုသိုလ်ကောင်းမှုသူတို့ကိုအကြောင်းပြုပြီးတော့ပြုတဲ့ပုဂ္ဂိုလ်အတွက်အလွန်ကြီးကျယ်မြတ်မြတ်တဲ့အကျိုးကျေးဇူးကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်လေယာမြေကောင်းများနဲ့တူတယ်လို့ပြောတာ။မျိုးစေ့တစ်စေ့ချလိုက်တဲ့အပင်တစ်ပင်ပေါက်လာတယ်။အဲ့ဒီလိုမျိုးစေ့မျိုးဘယ်လောက်ပွားလာမယ်လို့ခံမှန်းလို့မရဘူး။ဟုတ်တယ်မို့လား။ဒါကြောင့်လေယာမြေကောင်းတစ်ဖွဲလို့ပေးတဲ့ဥမာအလွန်မှကောင်းတယ်ဟောနော်။အဲ့ဒါမြတ်စွာဘုရားအခုဒီသုတ်တံမှာအဲ့ဒီလိုဟောတာ။အင်္ဂါ6ပါးနဲ့တရား6မျိုးနဲ့ပြည့်စုံရင်နော်စာယိဘိကွေဓမ္မေဟိတမနာကတော့တရား6မျိုးနဲ့ပြည့်စုံလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုအာဟုနေယောဟောတိဘာဟုနေယောဒခိနေယောအစ္စလိကရဏီယောအနုတ္တံပုညခေတ္တံလောကတခုပြောခဲ့တဲ့နောက်ဂုံ5မျိုးနဲ့ပြည့်စုံတယ်လို့ဆိုရမယ်တဲ့ဟုတ်လားအဲ့ဒီပြည့်စုံရမယ်တရား5မျိုးကဘာတော့တရား6မျိုးကဘာတော့အဲ့ဒါကဥစဉ်တို့ကိလေသာအာသောတရားတွေကိုပယ်ရှားဖို့အတွက်မြတ်စွာဘုရားပေးထားတဲ့နီလန်းနေပဲအဲ့ဒီနီလန်းတွေကိုစ조사တာကိုပဲအဲ့ဒီအင်္ဂါ6ပါးနဲ့ပြည့်စုံတယ်လို့ဆိုရတာဟုတ်လားအဲ့ဒီနီလန်း6ရက်တည်ပင်လဲတရားဓမ္မတို့ဥရှင်တို့ဘဝမှာဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာတရားအသောတရားတွေကိုပယ်ရှားဖို့ကြိုးစားတဲ့နေရာမှာအသုံးပြုရမယ်နီလန်းနေပဲဟုတ်လားအဲ့တော့ဒီမှာတော့မြတ်စွာဘုရားကကိလေသာအသောတရားဆိုတဲ့အသုံးနှုန်းသုံးတယ်နော်ကိလေသာဆိုတာစိတ်နှလုံးကိုပူပန်စေတဲ့နော်ပူပန်အောင်နှိပ်စက်တဲ့တရားကိုကိလေသာလို့ခေါ်တာနော်အလိုဆန္ဒဆိုတဲ့လောဘဖြစ်လာရင်ကိုယ့်ရဲ့စိတ်နှလုံးပူလောင်သွားတယ်ဆိုတာကိုသိတတ်ဖို့လိုတယ်။နော်ဖြစ်နေကြဆိုလို့ရိုးသွားတော့မသိတာလည်းပါမယ်ပေါ့နော်။ဟုတ်လား။ဒါပေမဲ့မကျေနပ်မှုစိတ်တိုင်းမကြမှုဆိုတဲ့ဒေါသဖြစ်လာရင်ပူလောင်တယ်ဆိုတာကတော့သိတာတယ်။ဟုတ်လား။ဟိုသိပြင်းထန်လို့ရှိရင် तू ကဘယ်လိုမှဟန်ဆောင်လို့မရဘူးနော်။အဲ့လိုမျိုးဥရှင်တို့ကိလေသာတရားတွေဖြစ်လာရင်စိတ်ပူသွားတယ်စိတ်ကိုပူသွားတယ်လောင်သွားတယ်ဆိုတာကိုသိဖို့လိုတယ်။ကိလေသာဆိုတာစိတ်ကိုပူအောင်လုပ်တဲ့စေတသိက်တွေပဲတကယ်တမ်းကတော့သဘာဝတရားပဲသူကပူအောင်လုပ်တဲ့သဘာဝရှိတာဟုတ်အဲ့ဒီအပူကိုဖယ်ရှားနိုင်တဲ့အတွက်ကြောင့်တရားကိုကြတော့ဗာပြောတော့အေးချမ်းစေတယ်ငြိမ်းချမ်းစေတယ်လို့ပြောတာနောက်တချို့ကဘုံဘုံတို့တရားတွေကိုနားပြီးတော့တရားနာတာငြိမ်းချမ်းလိုက်တာအေးချမ်းလိုက်တာပြောကြတာရှိတယ်နော်အမှန်ကကိုကနှလုံးသွင်းလိုက်တယ်ဒီတရားလေးကိုအာယုံပြုတ်လိုက်တဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ထဲကိုပူလောင်စေတတ်တဲ့လောဘဒေါသမောဟကတည်ကအခိုက်အတန့်ဝင်မလာနိုင်ဘူးကင်းတယ်အဲ့ဒါကြောင့်မလို့ကိုယ်စိတ်ကလေးကသက်သာသွားတာဟုတ်တယ်မို့လားဒါကတရားရဲ့အစွမ်းပေါ့နော်တ
တရားရဲ့အစွမ်းဘုံဘုံတို့အစွမ်းမဟုတ်ဘူးတရားရဲ့အစွမ်းကြီးပဲလားဆိုတော့နော်နာယူတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသွင်းမှုဆိုတဲ့အကြောင်းတရားလဲပါတာပေါ့နော်တရားကနော်ပြင်ဘက်မှာရှိနေတဲ့အရာဝတ္ထုတူလိုမျိုးချလိုက်လို့ရတော့အောင်တော့လည်းမလွယ်ဘူးကိုကစဉ်းစားဖို့လည်းလိုသေးတာစဉ်းကျင်ဖို့လည်းလိုသေးတာဒါကိုစိတ်ဝင်စားဖို့နှလုံးသွင်းဖို့လိုသေးတာအဲ့ဒါကတရားဓမ္မတို့ပေးရမယ့်အရင်နေ့ပေါ့အဲ့လောက်လေးတော့စိုက်မှတော့ရမှာနော်လက်ကားနေနဲ့နော်အုံဖွားဆိုပြီးတော့စေးကိုမျိုးလိုက်တယ်လို့မျိုးရေးတောက်လိုက်ရတယ်လို့မျိုးအဲ့လောက်ကြီးတော့မလွယ်ဘူးတချို့ကအဲ့လောက်ထိကိုလွယ်ကူရကျင်တာနော်တို့အရှင်မပြေဘူးဆိုရင်ရှင်ဘုရားတို့မေတ္တာလေးပို့ပေးပါအောင်ဘာမှတို့ကမလုပ်ချင်အဲ့တော့ဦးဇင်းကိုမေတ္တာပို့ခိုင်းရင်တော့ဦးဇင်းတော့ဘလို့ပြောတော့ဆိုကျုပ်တောင်ဘလို့နေရာမှမသိဘူးလို့ဟုတ်လားသူများကိုကောင်းအောင်လုပ်ပေးဖို့နေတာတော့ကိုယ့်ကိုယ်တောင်ဆင်ပြေအောင်ဘလို့နေရာမှမသိဘူးတိတ်ထင်ကြီးမနေနဲ့လို့ပြောရတာပဲများပါတယ်ဟုတ်လားအဲ့တော့အေးချမ်းခြင်းနေဆိုရင်မလုပ်ဖို့လို့တော့ပူလောင်စေတဲ့တရားတွေကိုကိုယ့်စီကိုဝင်မလာအောင်ကြိုးစားဖို့လိုတယ်အဲ့တော့တရားနာတယ်ဆိုတာကိုယ်အဲ့လိုလုပ်ရရောက်တယ်ဟုတ်တယ်မို့လားတရားနာနေတဲ့အချိန်မှာတဘာဝကြတဲ့မြတ်စွာဘုရားရဲ့အကျိုးအကြောင်းအလွန်တရာမှလေးနေတဲ့ဒီတရားတွေကိုနာရတော့စိတ်ကအေးချမ်းတာပေါ့နော်။ဘာကြောင့်အေးချမ်းလဲဆိုတာလေးကိုပြောပြတာဟုတ်လား။အဲ့တော့အခုအရင်တို့ပြောမဲ့ကိုမြတ်စွာဘုရားဟောပြထားတဲ့နီလန်ဘယ်နှရက်လဲ6ရက်အဲ့ဒါကကိလေသာအသောတရားတွေကိုပယ်ရှားဖို့အတွက်မြတ်စွာဘုရားသင်ပေးတဲ့နီလန်များပေါ့။နံပါတ်1နီလန်ကဘာပြောတော့ရှေအတဝတံဝရပဟတ္တဗတေတံဝရေနဘိနာဟွန်တိတဲ့။ပါဠိလေးတော့နည်းနည်းတော့ယူရမယ်ဟုတ်လား။အဓိပ္ပာယ်ကဘာပြောတော့ရှေအတဝတံဝရပဟတ္တဗနော်ကိလေသာတရားတွေတချို့ကိလေသာတရားတွေဟာစောင့်စည်းမှုနဲ့ပယ်ရမယ့်ကိလေသာတွေရှိတယ်တဲ့။ဘာလို့မှုနဲ့ပယ်ရမယ်။စောင့်စည်းမှုနဲ့ပယ်ရမယ့်ကိလေသာတရားတွေအသောတရားတွေရှိတယ်တဲ့။အဲ့ဒီစောင့်စည်းမှုနဲ့ပယ်ရမယ့်ကိလေသာအသောတရားကိုစောင့်စည်းခြင်းဖြင့်ပယ်ရှားရမယ်တဲ့။ရိုးတော်ရိုးလေးပဲနော်တေတံဝရေနဘိနာဟွန်တိစောင့်စည်းခြင်းဖြင့်ပယ်ရမယ့်ကိလေသာတရားတွေကိုစောင့်စည်းခြင်းဖြင့်ပဲပယ်နိုင်အောင်ကြိုးစားရမယ်။ဆိုလိုတာကဘာလဲ။မစောင့်စည်းလျင်ဖြစ်လာနိုင်တဲ့ကိလေသာတရားတွေရှိတယ်။အဲ့ဒါကစောင့်စည်းလိုက်ရင်မဖြစ်တော့ဘူး။အဲ့တော့သူဖြစ်မလားမဖြစ်ဘူးလားဆိုတာကကိုယ့်ရဲ့စောင့်စည်းခြင်းရှိမရှိဆိုတာပေါ်မှာမူတည်တယ်။ကိုယ်မစောင့်စည်းဘူးဆိုရင်ကိလေသာဖြစ်လာမယ်။ကိုယ်စောင့်စည်းလိုက်တယ်ဆိုရင်ကိလေသာမဖြစ်ဘူး။အဲ့လိုဆိုရင်စောင့်စည်းခြင်းကကိလေသာကိုပယ်နိုင်တယ်ပေါ့။အဲ့လိုဆိုရင်စောင့်စည်းခြင်းဖြင့်ပယ်ရမယ်အဲ့ဒီကိလေသာကိုစောင့်စည်းခြင်းဖြင့်ပယ်နိုင်အောင်ကြိုးစားရမယ်။ဘာကိုစောင့်စည်းရမှာတော့အဲ့ဒါကိုမြတ်စွာဘုရားအကျယ်အဓိပ္ပာယ်ဘယ်လိုဖွင့်ပြတော့ဆိုတော့နော်အကျဉ်းမြင်ပြောမယ်နော်မျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အတွင်းအာယတနာ6ပါးဓာရ6ပါးကိုစောင့်စည်းရမယ်။တကား6ပါးကိုအဆောင်ထားရမယ်ဆိုလိုတာကဟုတ်လားမြင်လိုက်ရလို့လောဘဒေါသဖြစ်သွားတယ်ဆိုရင်ကိုယ်ဟာမျက်လုံးတကားကိုမစောင့်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်တခုခုကြားလိုက်ရလို့လောဘဒေါသဖြစ်သွားတယ်ဆိုရင်ကိုယ်ဟာနားတကားကိုမစောင့်နိုင်ဘူးလို့ဆိုရမယ်ဒီနေ့မှာစောင့်ရမယ်လို့ပြောတာပိတ်ရမယ်လို့ပြောတာမဟုတ်ဟုတ်လားတော့မျက်စိနာနာလျှာကိုယ်စိတ်ကိုဘာလို့ရမလို့ပြောတာတော့စောင့်စည်းရမယ်လို့ပြောတာနော်ပိတ်ထားမယ်လို့ပြောတာမဟုတ်တော့မျက်စိတွေပိတ်ထားနားတွေပိတ်ထားနားကတော့ပိတ်ဖို့မလွယ်ဘူးပေါ့လေမျက်စိပိတ်ထားတကယ်အရှင်းတော့မမြင်အောင်ဒါပေမဲ့စိတ်ထဲမှာပုံရိပ်တွေကတော့ထက်နေတာဟုတ်တယ်မဟုတ်လားစိတ်ထဲမှာဘာတွေထက်နေတယ်ပုံရိပ်တွေထက်နေတယ်အဲ့ဒါဘာတွေတော့ဓမ္မယုံနေပေါ့ဟုတ်တယ်မဟုတ်လားမျက်စိတကားဘောတကားပိတ်ထားပါရဲ့မနောတကားဘောကဒိုးရပေါက်ဖြစ်နေဟုတ်လားနော်အဆိုးဆုံးကအဲ့ဒီအပေါက်ပဲနော်စိတ်ဆိုတဲ့တကားဘောကသွားကြံသွားတာသူကတကားမရှိဓာမရှိဝတ်ထွက်သွားလာနေတာဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဘာလို့ရမယ်လို့ပြောတော့စောင့်စည်းရမယ်လို့ပြောတာစောင့်စည်းရမယ်လို့ပြောတာကဝင်လာတဲ့အာယုံရဲ့အခြေအနေမှန်ကိုသိအောင်လုပ်ရမယ်သိတာကပညာပဲအဲ့ဒီပညာအလကားတော့မရဘူးတတိရှိရမယ်ဝင်လာတဲ့အာယုံကိုတတိရှိရမယ်မှန်မှန်ကန်ကန်သူ့ကိုဂရုစိုက်ပြီးတော့ဒါပါလဲဆိုတဲ့အာယုံစိုက်မှုအပြည့်အဝရှိရမယ်အဲ့ဒါဆိုရင် तू ဘာလဲဆိုတာကိုသိတဲ့ပညာဖြစ်လာမယ်သဘောပေါက်ရဲ့လားအဲ့ဒါကိုဘာလို့တယ်ခေါ်တော့စောင့်စည်းတယ်လို့ခေါ်တာအဲ့ဒီမှာတော့မြတ်စွာဘုရားအများကြီးရှင်းပြတယ်ဆိုကြပါစို့တဲ့မြင်လိုက်လို့ကိုယ့်ရဲ့စိတ်ထဲမှာနှုတ်ပူလောင်ကြောင်းဖြစ်တဲ့အဲ့ဒီကိလေသာအသောတရားတွေဖြစ်လာတယ်ဆိုရင်အဲ့ဒါမျိုးကိုမဖြစ်အောင်အဲ့ဒီမြင်မှုနဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်အောင်တတိဝရိယဉာဏ်ပညာနဲ့ကြိုးစားရမယ်အဲ့ဒါကိုမျက်စိကိုစောင့်စည်းတယ်လို့ခေါ်တယ်ဟုတ်လားအဲ့တော့စောင့်စည်းရမယ်တကားဘယ်နှပေါက်လဲ6ပေါက်နော်မြင်ခြင်းကြောင့်ပဲဖြစ်ဖြစ်ကြားခြင်းကြောင့်ပဲဖြစ်ဖြစ်အနံ့နေရခြင်းကြောင့်ပဲဖြစ်ဖြစ်အရာသာတွေရခြင်းကြောင့်ပဲဖြစ်ဖြစ်
အပူအေးအနုအကျံအတွေ့အထိမျိုးစုံတွေ့ထိရခြင်းကြောင့်ပဲဖြစ်ဖြစ်အကောင်းအဆိုးအမျိုးမျိုးအတွေ့အကြံတို့ကိုတွေးကြံရခြင်းကြောင့်ပဲဖြစ်ဖြစ်ကိလေသာမဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုတကား6ပေါက်ကိုစောင့်စည်းတယ်လို့ပြောတယ်။ဘာနဲ့စောင့်စည်းရမှာလဲလို့မေးရင်အရေးအပါဆုံးစကားပြောအောင်ဆိုတော့တတိနဲ့စောင့်စည်းရမယ်။နောက်မာစီဆိုဘုရားကြီးများငတ်တင်ပေးတဲ့နည်းနဲ့ပြောရမှာဆိုမြင်တယ်လို့သိမြင်တယ်လို့မှတ်ဟုတ်လားဒါပါပဲညာပဲလို့ဆက်ပြီးတော့နမိတ်တွေနောက်လိုက်မသွားနဲ့ပေါ့တကယ်တမ်းမျက်စိကမြင်တာအယောင်လေးပဲမြင်တာနော်ဒါကိုငါချစ်တဲ့လူငါမုန်းတဲ့လူဒါငါနဲ့မတည့်တဲ့လူလို့လှုပ်တာကစိတ်ကအတွင်းထဲကလှုပ်နေတာဟုတ်လားကြားတာကအတန်တက်လေးကြားတာဒါကိုအတိပ္ပယ်အမျိုးမျိုးပေါ်ပြီးတော့စိတ်တိုင်းကြားစရာစိတ်တိုင်းမကြားစရာလို့အဖြေတွေထုတ်ပေးနေတာကအတွင်းထဲကတင်ညာကထုတ်ပေးနေတာဟုတ်လားဒါကြောင့်မြင်တာကိုမြင်တဲ့အနေထားလေးတိုင်းရက်နိုင်ဖို့အတွက်အလေးကျင့်လုပ်ရတယ်နော်ကြားတာကိုကြားတဲ့နေရာမှာရက်နိုင်ဖို့အလေးကျင့်လုပ်ရတယ်ဆိုလိုတာကအဲ့ဒါတွေကိုအသေးစိတ်အတိပ္ပယ်တွေသွားပြီးတော့ဖောနေလို့ရှိရင်သူကနော်ဒါကောင်းတယ်ဒါဆိုးတယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေနဲ့သူကပြန်ပြီးတော့တုံ့ပြန်မှုတွေကမလိုလားအပ်တဲ့တုံ့ပြန်မှုဖြစ်မယ်ပေါ့ကောင်းတယ်လို့ဆုံးဖြတ်လိုက်တာနဲ့လောဘဆိုတဲ့တုံ့ပြန်မှုထွက်လာတယ်ဆိုးတယ်လို့ဆုံးဖြတ်လိုက်တာနဲ့ဒေါသဆိုတဲ့တုံ့ပြန်မှုဖြစ်လာတယ်အဲ့ဒီဆုံးဖြတ်မှုကဘယ်သူကသင်ပေးတာလို့မင်းသင်ညာကသင်ပေးတာတင်ညာကသူကြိုက်တာနဲ့သူတခါလုံးကကောင်းတယ်လို့မှတ်ခဲ့ဘူးတာနဲ့တိုက်ဆိုင်ရင်သူကကောင်းတယ်လုပ်ပြလိုက်တာပဲအများစုကသူချိန်လုံးကဆိုးတယ်လို့သူမှတ်ခဲ့တာနဲ့တိုက်ဆိုင်ရင်သူဆိုးတယ်လို့သူကလုပ်ပြတာဒါကြောင့်တင်ညာဆိုတာဘာနဲ့တူတော့နော်တန်လျက်များနဲ့တူတယ်လို့ဒါမြတ်စွာဘုရားဟောတာနော်ဗောဓိမြိုင်ဆိုတော့ဘုရားကြီးပြောတာလည်းရှိတယ်ဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်ဟာအလွန်ကောင်းတဲ့စကားလုံးလေးတွေပေါ့နော်ဝေဒနာကဘာလုပ်တယ်ချဲ့တယ်သူအလွန်အကျယ်ချဲ့တာကောင်းတာလေးကနည်းနည်းအကြီးကြီးလို့ထင်အောင်လုပ်ပြတာတကယ်ဝေဒနာအခိုက်အတန့်လေးကိုသာပိုင်းဖြတ်ပြီးတော့သိနိုင်မယ်ဆိုရင်ကောင်းတာလည်းဒီလောက်ကြီးမပြောတော့ဘူးမကောင်းတာလည်းဒီလောက်ကြီးမပြောတော့ဘူးဒါပေမဲ့အဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကပိုင်းဖြတ်ပြီးတော့မမြင်နိုင်ဘူးအစုအလုံးအထွေးအခဲကြီးအကြီးမြင်ပြတာနော်တရားထိုင်နေတဲ့ဝေဒနာတွေတက်လာပြီဆိုကြပါစို့ဝေဒနာဆိုရင်သူကဒုက္ခပဲပြောကြတာများတယ်နော်ဟုတ်လားတရားထိုင်နေတဲ့ဝေဒနာဖြစ်လာပြီဆိုရင်အခုလောလောဆယ်ဖြစ်နေတဲ့ပစ္စုပန်တဲ့လေးကိုပိုင်းဖြတ်ပြီးတော့မြင်နိုင်လောက်အောင်တတိယအာမကောင်းတော့စောစောကနာခဲ့တာနဲ့အခုနာတာကိုရောထားတယ်ရောပြီးရင်လည်းဘယ်လောက်များဆက်နာအောင်မလဲမသိဘူးလို့အနာဂတ်ပါမှန်းပြီးတော့လှမ်းရောပြန်တယ်အဲ့ဒီမှာဘယ်လိုဖြစ်လာအကြီးဖြစ်လာအဲ့မှာမခံနိုင်တော့ဘူးဘာတင်ပါအောင်မအလုံးကြီးတွေဘာတွေရှောက်ပြောကြတော့ပါနော်ဝေဒနာကိုဘယ်လိုလုပ်တော့အကြီးလို့ထင်တာဟုတ်လားအဲ့တော့ဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်အဲ့ဒီတင်ညာအလှဲ့မခံရအောင်ဒီဓဝရကနေစောင့်ပြီးတော့စောင့်စည်းရမယ်လို့ဒါကိုနားလည်ရမှာသဘောပေါက်ရလားအေးဒါကြောင့်ဦးဇင်းတို့နီးက9မျိုးတောင်ပြောမှာဆိုတော့ဒီတန်ဝရဆိုတဲ့နီးတနည်းတဲ့နဲ့အရင်ကြီးရှည်လဲရနေလို့မရဟုတ်လားအဲ့တော့ဦးဇင်းတို့နံပါတ်1တရားဓမ္မတို့ဦးဇင်းတို့အသုံးပြုရမယ်ဒုက္ခရဲ့အရင်အမြစ်ဖြစ်တဲ့အကြောင်းတရားကိုဖယ်ရှားဖို့အသုံးပြုရမယ်နီလန်းကစောင့်စည်းတဲ့နီးဟုတ်လားဘာကိုစောင့်စည်းရမှာလဲလို့မေးရင်မျက်စိနာနာလျှာကိုစိတ်ဆိုတဲ့ဓာတ်6ပါးကိုစောင့်စည်းရမှာနော်အသုံးချဖို့လိုတယ်နော်ဟုတ်လားအဲ့တော့ဒီနေရာမှာတခုပြောရင်တာကစောင့်စည်းတယ်ဆိုတာကနော်မကြည့်လိုက်တာကိုမကြည့်မိအောင်လဲစောင့်စည်းဖို့တော့လိုတယ်နော်မြင်လာပြီးကမှနော်သူ့ကိုကိလေသာမဖြစ်အောင်လုပ်ရတာတချို့ကအယမ်းခက်တယ်ဒါကြောင့်ဆိုစူးစူးပူပူရှိတဲ့နေရာတွေအယမ်းလုံးမတော်တာဖြစ်เสียကောင်းတဲ့အနေအထားမျိုးတွေကိုသွားပြီးတော့ငါစောင့်စည်းပါမယ်လို့သိလွယ်မှာမဟုတ်တော့ပေါ့ရဲ့လားအယမ်းချမ်းထမ်းတဲ့အဲ့ဒီကိစ္စအာယုံရဲ့တိုက်မှုဟာကိုလိုအနေအထားမျိုးလောက်ကတော့လွင့်သွားမယ်ဆိုတဲ့နေရာမျိုးတွေရှိရနော်ဟုတ်လားဒါကြောင့်တတိလေးထားရင်ပြီးတာပါပဲဆိုပြီးတော့နေရာမရွေးပဲနဲ့တော့သွားနေမယ်ဆိုရင်ဒုက္ခရောက်နေအဲ့ဒီနေရာကိုပြီးရင်လာလိုက်ဦးမယ်ဟုတ်လားနီးတနည်းနေနဲ့လာဦးမယ်အဲ့ဒီနေရာဟုတ်လားအခုနံပါတ်1နီးကိုမှတ်မယ်နော်တံဝရစောင့်စည်းတဲ့နေဟုတ်လားနောက်ဦးဇင်းတို့ဒုတိယနေ့ဆက်ပြီးတော့ပြောအောင်ရေအတဝပတိတေဝနာပဟာတဗ္ဗတေပတိတေဝနာယပဟိနာဟွန်တီတဲ့နော်ဒုတိယနေ့ကပတိတေဝနာဆိုတာဆင်ញင်ပြီးတော့မှီဝဲတာကိုပြောတာအတိအကျပြောရင်မှီဝဲတာသုံးဆောင်တာဆိုလိုတာကဘာလဲဆင်ញင်ပြီးတော့မှီဝဲခြင်းသုံးဆောင်ခြင်းအပြင်ပယ်ရှားရမယ့်ကိလေသာတရားတွေရှိတယ်အဲ့ဒါကိုကဆင်ញင်ပြီးတော့မှီဝဲသောအပြင်ကိလေသာတွေအာသောတရားတွေကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်လို့ပြောတာအဲ့တော့ဒါကဘာလဲဒါလေးကိုမြတ်စွာဘုရားဘယ်လိုအဓိပ္ပာယ်ဖွင့်ပြလဲနော်ဒါကအကျေတွန်းလေးပြောမှပေးတဲ့လိုနည်းနည်းနားလဲမယ်နော်အဲ့တော့တချို့ကတရားဘာဝနာကျင့်တဲ့နေရာမှာလွန်ပြီးတော့ကျင့်ကြတာရှိတယ်မစားပဲမတောက်ပဲနဲ့နော်အမျိုးမျိုးအတ္တကိမထလမ်းစဉ်ဘက်ကိုရောက်အောင်
နောက်ခန္ဓာကိုယ်ကိုညှင်းဆဲနှိပ်စက်ပြီးတော့မြတ်စွာဘုရားလက်ထက်ကဆိုရင်အဲ့လိုမျိုးလောက်ကြတာတွေဒါအများကြီးရှိအခုခေတ်လည်းရှိတာပါပဲဟုတ်လားအဲ့တော့ဆင်းခြင်းမှီဝဲခြင်းအပြင်ပယ်ရှားမယ်ကိလေသာတရားကိုမှီဝဲပြီးတော့ပယ်ရှားမယ်ဆိုတာကဒါယဟန်တို့ဒီဟောထားတဲ့တုတ်တန်ဖြစ်တဲ့အတွက်ကြောင့်သူကစွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါးနဲ့ကင်ပြီးတော့ဟောတယ်လူတွေအနေနဲ့ပြောမယ်ဆိုရင်တော့စာဝတ်နေရေးကျမ်းမာရေးပေါ့ဟုတ်တယ်မဟုတ်လားနော်အဲ့ဒါကိုမြတ်စွာဘုရားကဘလို့စာဟောတော့ဆိုကြပါစို့နော်သင်္ကန်းဝတ်ယုံနေဒီအဝတ်ကအရင်စပြီးတော့နားလေရအောင်နော်သင်္ကန်းဝတ်တယ်ဆိုလို့ရှိရင်တာဝန်ကလှဖို့ပါဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝတ်တာမဟုတ်ဘူးနော်အရှက်အကြောက်ကိုကာကွယ်နိုင်ဖို့အတွက်ပြီးတော့နော်ချမ်းဘူကိုဖြက်ချင်မဲ့တင်တွေကင်းမွေဝေးမှုကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာကိုယ်အင်္ဂါကိုလုံမစေလို့ကိုယ်ကိုစံပယ်စင်ပြေမယ်ဟုစိတ်ဝယ်မတန်ဤသင်္ကန်းကိုဘုံလုံးသုံးဆောင်ပါတည်းတဲ့ဒါကဒကာဓမ္မတို့တို့လည်းအသုံးတဲ့တယ်နည်းနည်းရှင်းပြမယ်နောက်ဘုံဘုံတို့ဆိုရင်ငယ်ငယ်တုန်းကနော်ကိုရင်ဘွားတွေကစားဒီဟာကိုရွာမှာတော့ကြက်ရတာပေါ့နော်ကြက်ပြီးတော့ပတိစိတ်ဆိုတော့စိတ်ရတာလေးဘုတ်သူကကြက်ရတာဟုတ်လားသင်္ကန်းနဲ့ပတ်သက်ပြီးတော့ငယ်တုန်းကတော့ဘာနားမလဲပါဘူးအခုကြမှာဒါကနော်ဝိသုဒ္ဓောင်ဆိုတော့ဘုရားကြီးကနော်ပါဠိတော်နဲ့အညီကြည့်ပြီးတော့ရေးထားတာအလွန်ကောင်းတယ်ပေါ့နော်အဝိဝိပြီဆိုလို့ရှိရင်လူတွေအနေနဲ့ဒါစဉ်းစားရမယ်ဒါယဟန်တွေကိုသင်္ကန်းဝတ်တိုင်းစဉ်းစားခိုင်းတာချမ်းပူကိုဖြက်ချင်းမဲ့လေးနေကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာကိုယ်အင်္ဂါကိုလုံမစေလို့တပိုက်ပိုက်လေနော်ချမ်းပူကိုဖြက်နော်အချမ်းပူကိုဖြက်စီးဖို့နော်မချမ်းဖို့မပူဖို့နော်ဒီအဝတ်ကိုဝေးရတာဟုတ်တယ်ချမ်းရင်လည်းခြုံထရတယ်နော်နေပူတဲ့ဘာလဲသွားမယ်ဆိုရင်လည်းခြုံထအပူလည်းဖြောင်းနိုင်တယ်ချမ်းပူကိုဖြက်ချင်းမဲ့လေးနေနော်ကင်းမွေကင်းတို့မွေတို့ဟုတ်လားလွှဲတုံဆိုအဲ့ဒါတွေဖယ်ရှားဖို့ပေါ့နော်ကင်းမွေလွှဲတုံဟိရိဂုံကိုကုံစီတတ်စွာကိုယ်ရင်ကအောင်နော်အရှက်အကြောက်ကိုကုံသွားစေနိုင်တဲ့ကိုယ်ရင်ကအစိပ်ပိုင်းဟုတ်လားဟိရိဂုံကိုကုံစီတတ်စွာကိုယ်အင်္ဂါကိုလုံမစေလို့အဲ့ဒီအင်္ဂါစိပ်ပိုင်းတွေလုံဖို့အတွက်ဟုတ်လားဒီလိုမျိုးရည်ရွယ်ချက်နဲ့အဝတ်ဝဲရမှာနော်လုံမစေလို့ကိုယ်စံပဲဆင်ပြင်းမဲ့ဟုစိတ်ဝယ်မတန်းနဲ့ကြည်ကောင်းအောင်ကပြင်းပြင်းစင်စင်လေးလုံမဆိုတဲ့စိတ်မတန်းနဲ့တဲ့ဟုတ်လားကိုစံပဲစင်ပြင်းမဲ့ဟုစိတ်ဝယ်မတန်းဤသင်္ကန်းကိုဖုံးလွှမ်းသုံးဆောင်ပါသည်အဲ့ဒါမှီဝဲခြင်းအဖြစ်ပယ်ရမယ့်ကိလေသာကိုမှီဝဲပြီးတော့ပယ်ရမယ်ဆိုတာအဲ့ဒါကိုပြောတာအဲ့လိုမှန်ကန်တင့်လျောက်ပတ်တဲ့ဒီတုတ်တန်ထဲမှာအဓိကသုံးတဲ့စကားလုံးတစ်လုံးပါသေးတယ်ယောနိသောပဋိသင်္ခါယောနိသောဆိုတဲ့ပဋိသင်္ခါယောနိသောဆိုတင့်လျောက်ပတ်တဲ့ဉာဏ်ပညာနဲ့ဆင်ခြင်တာပါနော်တင့်တော်တဲ့ဆင်ခြင်မှုဒါအလွန်မှန်တဲ့တရားကဟုတ်လားအဝိဝိပြီဆိုရင်အဲ့ဒီစိတ်မျိုးလေးနဲ့အဲ့ဒီဆင်ခြင်မှုနဲ့ဝတ်မယ်ဆိုရင်နံပါတ်1ငွေကုန်ကြေးရအများကြီးနေသွားနိုင်တယ်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်နံပါတ်2ဒီအဝတ်နဲ့ပတ်သက်ပြီးတော့ညင်တော်မှုအများကြီးနေနိုင်တယ်ဒီအဝတ်ဝတ်ခြင်းအကိုပဲမြင့်မြတ်မှုဖြစ်သွားတာဒီဆင်ခြင်မှုမပါရင်ဒီအဝတ်ဝတ်ခြင်းကပဲယုံညံ့မှုဖြစ်နေတာဟုတ်လားဒါကိုပြောတာနော်မှီဝဲခြင်းအဖြစ်ပယ်ရမယ့်ကိလေသာကိုမှီဝဲပြီးတော့ပယ်အဝတ်မဝတ်ရဘူးလို့ဘယ်မြတ်စွာဘုရားဟောမှာတော့ဟုတ်လားဘလို့ဝတ်ရမှာတော့ဆင်ခြင်ပြီးတော့ဝတ်လို့ပြောတာဒါပေမဲ့အဲ့ဒီကိစ္စကိုလူတွေအများသောဖြင့်အသုံးမချကြဘူးနော်ဒါအဝတ်နဲ့ပတ်သက်ပြီးတော့စွန့်နဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်တွေဘာတွေဝင်ဖို့တဲ့လူတွေကြီးပဲဣတိစားဝဲအမဲမဲကိုအဲ့ဒီလင်္ကာရှိတယ်နော်အဲ့ဒါဒီပါဠိတော်ကိုကြည့်ပြီးတော့ပဲစီထားတာပဲဟုတ်လားဣတိစားဝဲအမဲမဲကိုမြို့ရမှန်ကြွလှပရရှင်ပြည့်ဖြိုးခြင်းကမသုံးပါဘူးလေးပြဓာတ်ဆောက်ဤကိုယ်ကောင်ကိုရှီအောင်တေလေးအသက်မြတ်ရမမောပညာဘုရားသာသနာကျင့်တဲ့ဘုရားကိုကျင့်မနိုင်စေဝေဒနာဟောင်းတင်မဖြစ်စေရရာပိုက်မြတ်လက်ခသိမ့်ပြစ်တို့မဖြစ်လျအောင်ချက်မြစ်အောင်ဟုသုံးဆောင်မေရပါသည်နော်အနှစ်ချုပ်ပြောရရင်နော်မစင်ရဲဖို့ယောဂဝေဒနာတွေမနှိမ့်ဆက်ဖို့နော်ဒီအကျင့်မြတ်ကိုကျင့်သုံးနိုင်ဖို့ဒီသာသနာရဲ့ကောင်းမွန်တဲ့အနေအထားတွေကိုလုံနိုင်ဖို့အတွက်ဒီအသက်ရှင်ဖို့အတွက်ဒီအစာအာဟာရကိုစားတာဒီအတွေးဒီဆင်ခြင်မှုနဲ့မှီဝဲရမယ်အဲ့ဒါဆိုရင်မဆင်ခြင်မဲနဲ့မှီဝဲရင်ကိလေသာဖြစ်မယ်နော်ဆင်ခြင်ပြီးတော့မှီဝဲရင်ကိလေသာအသောမဖြစ်ဘူးဒါကြောင့်ဆင်ခြင်ပြီးတော့မှီဝဲခြင်းအဖြစ်နော်ကိလေသာတရားတွေကိုဖယ်ရှားဖို့ကြိုးစားရမယ်နော်သင်္ကန်းရဲ့စွမ်းရဲ့ပြီးတော့ကြောင်းချမ်းပူကိုဖြက်ချင်မဲ့လင်းတွေကင်းမွေလွှဲတုံဟိကင်းမွေဝေးမှုဥတုဘေးပင်မတန်းကင်းစင်စိတ်ကြည်လင်ကြောင်းနေရာကြောင်းကိုကြောက်မိကိုပါသည်နော်ချမ်းပူကိုဖြက်ချင်မဲ့လင်းတွေကင်းမွေဝေးမှုဥတုဘေးပင်မတန်းကင်းစင်စိတ်ကြည်လင်ကြောင်းနေရာကြောင်းကိုကြောက်မိပါကိုတိုက်ခန်းလေးတဲ့ရာအဲ့လိုလေးဆင်ခြင်ပြီးတော့နေတာအကုသိုလ်ကိလေသာတရားတွေနေသေးတယ်
နောက်ရှင်ငါဘလို့ခန်းတဲ့နေရတာကောင်းရင်လည်းပဲဒါမှန်တက်နိုင်မကောင်းရင်လည်းပဲညှိုးငယ်နေဩဖြစ်ကလည်းဆိုးလိုက်တာကြည့်ပါဦးနေရတာချင်းချင်းကြက်ကြက်နဲ့ဟုတ်လားဘာဖြစ်တော့ဒီလိုပဲနေရတာပဲလေသူဘာကြီးနဲ့ပဲနေရကိုကဒီတိုင်းနေရတာပဲဒီအမှန်ကိုစဉ်းစားမိဖို့လိုတယ်နောက်ဦးဇင်းငယ်ငယ်တုန်းကတကယ်ချင်းတစ်ပါးပြောတာရှိတယ်နော်ဆိုဖာကြီးနဲ့ထိုင်ရတော့လေကွာကြာတော့လည်းပဲမမတောင်းပူကြီးဖြစ်လာတာပါပဲတဲ့ကြာရင်ဘာမှသိပြီးတော့မဟုတ်ပါဘူးဟုတ်ရဲ့လားအေးဒါကြောင့်နေရာကိုလည်းပဲမလုပ်ဖို့လိုတော့စဉ်းစားဖို့လိုတယ်နောက်ပြီးတော့ဆေးဟုတ်လားဒါလည်းပဲအကုသိုလ်ကိလေသာဖြစ်နေတာပဲနော်ဆေးနဲ့ပတ်သက်ပြီးတော့နောက်အကောင်းစားသုံးရရင်လည်းမန်တက်နိုင်တယ်နောက်မသုံးနိုင်ဘူးဆိုရင်လည်းစိတ်ကြနိုင်တယ်ကျင်နာခံခဲ့နှိမ့်ဆက်ဖြစ်စီဖြစ်ပြီးဖြစ်လာဝေဒနာကိုစွန့်ခွာပယ်လင်းဆင်းရဲကင်း၍လူမင်းမြတ်စွာသာသနာကိုကြည်သာရွှင်လန်းကျင့်ဖြည့်စွမ်းနိုင်မှုရည်မှန်းသုံးဆောင်ပါသည်တဲ့ဒီပါဠိတော်လေးတွေကအဲ့ဒီဟာကိုအဓိပ္ပာယ်ပြန်ထားတာဟုတ်လားစေတောက်တယ်ဆိုတာအဲ့ဒီလိုမျိုးဆင်ញင်မှုနဲ့တောက်ရမယ်အဲ့ဒီလိုမျိုးဆင်ញင်မှုမပါရင်စေတောက်တာကိုအကြောင်းပြုပြီးတော့ကိလေသာအတော်ဖြစ်နိုင်တယ်ဟုတ်ရဲ့လားဒါကြောင့်ပေတော်ပေါင်းသူတော်ကောင်းတို့ဆင်ញင်မှုနဲ့ပယ်ရမယ်ကိလေသာအတော်တရားကိုဆင်ញင်မှုနဲ့ပယ်ရမယ်ဆိုတာဒါကိုပြောတာစာဝတ်နေရေးကျမ်းမာရေးမှာဉာဏ်ရှင်းပြီးတော့သုံးဆောင်သုံးဆွဲနိုင်မှုလိုတယ်ဆိုတာလေးကိုအနှစ်ချုပ်မှတ်ရမယ်အဲ့ဒါဘယ်နည်းရှိသွားပြီတော့နှစ်နည်းရှိသွားပြီနော်နောက်တတိယနည်းဆက်သွားမယ်နော်ရေအာတဝအဓိဝါဒနာပဟာတ္တဗာတေအဓိဝါဒနာယပဟိနာဟွန်တီတဲ့ဒီနည်းလေးကတော့အလွန်ထိရောက်တဲ့နည်းလမ်းတစ်ခုပဲသူအချိန်တိုင်းသုံးလို့ရတယ်ဒီနည်းလမ်းကအဲ့ဒါပါလဲဆိုတော့တီးခံခြင်းဖြင့်ပယ်ရှားရမယ်ကိလေသာအာတောတရားကိုတီးခံခြင်းဖြင့်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဟုတ်လားဘာပဲဖြစ်နေတီးခံနိုင်ရင်အဲ့ဒါကကိလေသာအာတောတရားမဖြစ်တော့တီးမခံနိုင်ရင်ကိလေသာအာတောတရားဖြစ်မယ်ဒါကြောင့်ဒီတီးခံခြင်းကိုမြတ်စွာဘုရားကခန္တီပရမတ္တပောတိတိခာလို့ဒီလိုမဟုတ်ဘူးလားအကျင့်တကအကျင့်တဲမှာသူကအမျက်ဆုံးအကျင့်လို့ဒီလိုဟောတယ်အမျက်ဆုံးအကျင့်ဖြစ်သည့်အားလျော်ဆိုတာအခက်ခဲဆုံးဖြစ်လိမ့်မယ်ဆိုတာလည်းယုံမှားတယ်ဟာမရှိဘူးဟုတ်တယ်မဟုတ်လားသိခံတယ်ဆိုတာကဒီတိုင်းထားလိုက်ရတာလေဘာမှမတုံ့ပြန်ဘူးကိုင်းထားလိုက်တာနော်အဓိဝါဒနာဆိုတာနော်သိခံတယ်ဆိုတဲ့အဓိဝါဒနာဆိုတဲ့စကားလုံးလေးနဲ့ဟောတယ်အဓိဝါဒနာဆိုတာဘာပဲဖြစ်ပါစေလို့လှုပ်လိုက်နိုင်တာလွယ်ပါမလားလွယ်မယ်တော့ဟိုဟာဖြစ်မကြိုက်ဘူးဟိုဟာမဖြစ်တော့လည်းမကြိုက်ဘူးဟုတ်လားဖြစ်လို့သာမကြိုက်တာမဟုတ်တခါလေမဖြစ်လို့မကြိုက်တာလည်းရှိသေးတယ်နော်ဟုတ်တယ်မဟုတ်လားဖြစ်လို့မကြိုက်တာရှိတယ်နော်မဖြစ်လို့မကြိုက်တာရောရှိတယ်မဟုတ်လားရှိတယ်နော်ကိုဖြစ်ချင်တာတွေဖြစ်မလာလို့မကြိုက်ရတာရှိတယ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လာလို့မကြိုက်ရတာတွေရှိတယ်ဟုတ်လားအဲ့ဒါတွေကိုတရားတော်မတို့ဦးဇင်းတို့တွေဟာသိခံခြင်းဖြင့်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်အဲ့ဒါမြတ်စွာဘုရားကတော့အသေးစိတ်ဟောတယ်အဲ့ဒီသိခံခြင်းနဲ့ပတ်သက်ပြီးတော့ဘာကိုသိခံရမှာတော့တဲ့နော်တိတ္တဩနတ္တဇိကိစာယပိပါတာယနော်သူအခြေခံလေးကစပြီးတော့ပြောတာနော်တိတ္တအေးကိုခမောသိခံသည်ဟောတိဖြစ်၏ဩနတ္တအပုကိုခမောသိခံသည်ဟောတိဖြစ်၏ဆိုတော့ဘုံခန္ဓာကအဲအကောင်ကအရန်အေးတယ်ဘလို့မှနေလို့မရဘူးမျက်မှန်တောင်ကြည့်လို့မရတော့ရေငွေ့တွေရိုက်တာအဲ့ဒါနဲ့ပြင်မဲ့ထွက်သွားရတယ်ဟုတ်လားဒီမခံဘူးဆိုလို့ရှိရင်အဲ့ဒီပူရာတွေအေးတာတွေကလည်းပဲကိလေသာအာတောတရားတွေကိုအများကြီးဖြစ်စေတယ်နော်အထူးသဖြင့်ဘာကိုဖြစ်စေမလို့ဒေါသဖြစ်စေမယ်ပေါ့ဟုတ်တယ်မဟုတ်လားနော်တတ်တာတဲ့အနေအထားမျိုးလေးအေးတာတတ်တာတဲ့အနေအထားမျိုးလေးနှွေးတာဆိုရင်တော့ဘာဖြစ်နိုင်တော့လောဘဖြစ်နိုင်တယ်ဟောနော်ဟုတ်လားဒါပေမဲ့ဒီနေရာမှာတိခံခြင်းဆိုတာကနော်မကြည်နှံ့မှုစိတ်တိုင်းမကြမှုမဖြစ်အောင်ကြိုးစားအထောက်တာကိုအဓိကရည်ညွှန်းတယ်လို့နားလည်ဖို့လိုတယ်နော်ကြိုက်တာတွေဖြစ်လာတာကိုတိခံမှာကွာလို့ပြောစရာမလိုဘူးလေဟုတ်တယ်မဟုတ်လားနော်မကြိုက်တာတွေဖြစ်လာမှာကိုသာလျှင်တိခံလိုက်ပါလို့ပြောကြရတာဒါပေမဲ့တကယ်တိခံခြင်းရဲ့နေပယ်ကတော့ဒေါသမဖြစ်အောင်ကြိုးစားအထောက်ခြင်းများမဟုတ်လောဘမဖြစ်အောင်ကြိုးစားအထောက်တာကိုပါမြတ်စွာဘုရားဟောတာတိခံခြင်းရဲ့နေပယ်ကသို့တော့အဓိကဒေါသမဖြစ်ဖို့ဆိုတာကိုအဓိကနားလည်ရမှာဟုတ်လားဒါနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမကြည်မချမ်းဖြစ်သွားပြီဆိုရင်ကိုတိမခံနိုင်လိုက်ဘူးတချို့ကအပေါ်ယံကတော့တိခံနိုင်တယ်လို့ထင်ရတယ်ဒါပေမဲ့စိတ်ထဲမှာဒေါသဖြစ်နေတယ်ဆိုရင်သူဟာဒါမအောင်မြင်ဘူးသဘောပေါက်ရဲ့လားတိခံတယ်ဆိုတာဘလို့အနေထားဖြစ်မှအောင်မြင်တယ်လို့မေးရင်မကျေနပ်စရာအာယုန်နဲ့တွေ့ရင်ဒေါသမဖြစ်မှသာလည်းအောင်မြင်တာဟုတ်ရဲ့လားဒါပေမဲ့တော့အပေါ်ယံကာယကံဝစီအားဖြင့်မတုံ့ပြန်ဘူးဆိုရင်ကိုပဲတော်တော်ကောင်းလာပါပြီအကျဉ်းချင်းမငိမ့်ပေါ်တွေနဲသွားတာပေါ့ဟုတ်လားဖြစ်ရင်ပြန်ပြောမှာပဲပြန်လုံးမှာပဲဆိုရင်မပြီးနိုင်တော့ဘူးမဆုံးနိုင်တော့ဘူးဒါကြောင့်တချို့ကိစ္စကဒေါသဖြစ်ပေမဲ့လို့ငါပြန်မပြောဖြစ်အောင်ပြန်မလို့ဖြစ်အောင်ထိမ့်မယ်ဆိုရင်ကိုပဲတော်တော်ကောင်းတယ်ဒါ
ဒါကြောင့်ဦးဇင်းတို့ဇတ်တော်တစ်ပုဒ်မှာဘုရားလောင်းပြောထားတာရှိတယ်နော်သူတို့အလွန်ကြီးကျယ်တဲ့စီစဉ်ကိုစွန့်ပြီးတော့ယတိဝတ်သွားတာလေနော်အမျိုးသမီးကအရန်ကျုပ်ရတင်းနေတဲ့ခါကျတော့အဲ့ဒီယတိဘဝနဲ့ဘယင်ဥယျာဉ်ထဲမှာတဲရတော့ဘယင်ကအဲ့ဒီယတိမကိုသဘောကျလို့တိမ့်ပိုက်မဲ့လောက်တာအဲ့တင်းအရမတိမ့်ပိုက်သွားတာအဲ့ဒါကိုဘုရားလောင်းကဘာပြောလို့ဆိုတော့အာတန္တမှာတဲ့ဖြစ်တော့ဖြစ်တယ်ဒါပေမဲ့အပြင်မထွက်စေရဘူးလို့သူအဲ့လိုပြောတာရှိတယ်အဲ့မှာဘယင်ကနားမလဲလို့မေးတာဘာတွေကိုဖြစ်ပြီးတော့ဘာတွေကအပြင်မထွက်တာတော့အဲ့တော့ငါတန္တမှာဒေါသတော့ဖြစ်တယ်တဲ့မဖြစ်ဘူးမဟုတ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဖြစ်လာတဲ့ဒေါသကိုအပြင်မထွက်စေရဘူးဘယ်သူမှမသိစေရဘူးလို့သူအဲ့လိုပြောတာဒါကြောင့်ဒေါသမဖြစ်မှအောင်မြင်တယ်လို့ဆိုတာကယာနှုံးပြီးအမြင့်မြတ်ဆုံးအနေအထားကိုပြောတာပေါ့နော်ကာယကံမြောက်ဝစီကံမြောက်မတုံ့ပြန်မဲ့နေနိုင်တယ်ဆိုရင်ကိုပဲတော်တော်ကြီးကိုပဲမြင့်မြတ်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါသူ့အတွက်လည်းပဲအများကြီးငြင်းအေးသွားစရာရှိတယ်ကိုယ့်အတွက်လည်းပဲအများကြီးငြင်းအေးသွားစရာရှိတယ်ပြဿနာတော်တော်များများဟာပြန်လဲမတုံ့ပြန်ခြင်းအပြင်ငြင်းသွားနိုင်တယ်ဒါပေမဲ့ချိုးကိစ္စတွေကပြန်လဲတုံ့ပြန်မှဖြည့်ရှင်းလိုက်မှငြင်းအေးတာတွေလည်းရှိတယ်အဲ့ဒါမျိုးဆိုရင်တော့ကိုကဒေါသမဖြစ်စေပဲနဲ့တတ်နိုင်တဲ့မြတ်ပညာသားပါရှင်းတတ်ဖို့တော့လေလိုတယ်ပေါ့အရာရာဘာမှမတုံ့ပြန်ဘူးလို့ဆိုလိုတာလည်းမဟုတ်မတရားတစ်ခုကိုတည့်အသေးမှတ်ထားလို့မရဘူးနော်မသိခံတယ်ဆိုတော့ဘာမှမတုံ့ပြန်တော့ဘူးလို့ပြောတာမျိုးကိုလည်းနားလည်မှုလွဲမှာလဲဆိုရသေးတယ်ဟုတ်လားပြောတဲ့ပြောတတ်ရင်လည်းပဲဒေါသမဖြစ်ဘဲနဲ့ပြောရမယ်သူအမှားကြီးနားလည်နေတယ်ဆိုရင်ဒါကိုရှင်းပြရအောင်မယ်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ဒေါသတော့မပါစေနဲ့ပေါ့ဒေါသကြီးနဲ့ရှင်းတယ်ဆိုရင်တော့အဓိပ္ပာယ်တစ်မျိုးဖြစ်သွားတယ်နားလည်သိခြင်းလို့ရှင်းတယ်ဆိုတော့အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားတယ်ဟုတ်ရဲ့လားဒါကြောင့်သိခံခြင်းရဲ့အကြောင်းကိုအများကြီးခြေပြန့်နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားအပူကိုသိခံမယ်အေးကိုသိခံမယ်ဇိကိစာယပိပါတာရတယ်စာလောင်မှုတ်သိမ့်မှုကိုလည်းသိခံရမယ်စားကျင်တာတောက်ကျင်တာတခါလေးရှိတယ်။အော်မှာအဲ့ဒီကိစ္စလည်းမလွယ်ဘူးနော်။အရင်ဒေါသဖြစ်တယ်ဟုတ်လား။နော်စားချိန်မစားဘူး။စားကျင်တာမစားဘူးဆိုရင်ဘာဖြစ်တော့။အရင်စိတ်တူတယ်နော်။ဒီအစားအသောက်ကလည်းပဲဦးဇင်းကတခါလေးစဉ်းစားကြည့်တယ်။သူကလည်းခဏလေးသာမို့လို့ကြာစားဆိုရင် तू လည်းမလွယ်လာဘူးတော့။ဟုတ်လား။ဘဝမှာအဲ့ဒီအစားအသောက်စားတောက်နေရတဲ့အချိန်လေးကတွက်ကြည့်မယ်ဆိုရင်ဘယ်လောက်များတော့ဘယ်လောက်မှမများဘူး။ဒါပေမဲ့အဲ့ဒီထမင်းပွဲရှေ့ရောက်လာပြီးစားတော့မဲ့အနေထားရှေ့ရောက်လာပြီဆိုကိုကြိုက်တာများမပါဘူးဆိုရင်တခါတည်းမျက်နှာကိုဘာဖြစ်သွားတော့ပြတ်သွားတာဟုတ်တယ်မဟုတ်လားဒီကိစ္စကိုဘယ်လောက်အရေးထားလဲဆိုတာကိုသတိထားမိဖို့လိုတယ်စားကျင်တာမစားရဘူးစားကျင်ကြမစားရဘူးဆိုဘယ်လောက်ဒေါသတွေဖြစ်တယ်လဲဆိုတာကိုစဉ်းစားကြည့်ဟုတ်လားမလွယ်ဘူးနော်ဘာလို့ဖို့လိုတော့သိခံဖို့လိုတယ်နော်ဇိကိစာယပိပါတာယခမောဟတိပြီးတော့ဗာပြောတော့နော်အဝင်းကျင်ကပြောလာတယ်ဒုရုဒ္ဒနံဒုရာကတနံဝဆနပဋ္ဌာနံကိုအကြောင်းပြောလာတဲ့မကောင်းတဲ့စကားတွေကိုလည်းပဲသိခံဖို့လိုတယ်နော်လူဆိုတာပဝန်းကျင်နဲ့နေတာကိုဘောကောင်းတာမြင်တဲ့လူရှိတယ်လို့မကောင်းတာမြင်တဲ့လူရှိတယ်ချစ်တဲ့လူရှိတယ်လို့ပုံတဲ့လူရှိတယ်အဲ့ဓာတွေကိုသူတို့ကနော်သူတို့ရဲ့အထင်တွေကိုနော်ဘာနဲ့ပြမယ်တော့စကလုံးနဲ့ပြမယ်ပေါ့အဲ့လိုပြလာတဲ့အခါမှာဒကာဓမ္မတို့ဦးဇင်းတို့တွေကဘာဖြစ်ကြမလို့ခံစားကြမယ်ပေါ့အဲ့ဒီကိစ္စကိုမြတ်စွာဘုရားသိခံလိုက်ပါလို့ပြောတာတကယ်တမ်းကသူပြောခြင်းအကြောင်းတစ်ခုတက်နဲ့တော့ကို့မှာဘာမှအကြောင်းလည်းဖြစ်မသွားဘူးကိုနားမလဲလို့နှလုံးသွင်းမှားလို့တာလည်းစိတ်ထဲမှာနာကျင်ခံကပ်မှုဖြစ်သွားတာတကယ်တမ်းသူ့ရဲ့စကားသံကပြောပြီးပျောက်ပဲလေဒါပဲလေမပြီးနိုင်တာကကိုပဲဟုတ်လားမပြောတာတော့ပြီးသွားပြီမပြီးနိုင်တာကကိုဖြစ်နေတယ်ပြန်ပြီးတော့ဘာလုပ်နေတော့တူးဆွာနေတယ်ဒီကိစ္စကိုနောက်ပြန်ပြီးတော့ခံစားရတယ်အစ်စ်လုံတယ်အမြဲတမ်းအစ်စ်လုံနေတယ်ဟိုလှုပ်တဲ့လူကတော့တစ်ချိန်ပဲပြီးသွားပြီဟုတ်လားတကယ်အဲ့ဒီစကားသံတက်ကြောင်လဲဘာမှတော့ဖြစ်မသွားဘူးဒါပေမဲ့ကိုကအမျိုးမျိုးရှင်းသားပြီးတော့ကိုလှုပ်တဲ့တကယ်မှလှုပ်ဆက်ကြီးပဲအဲ့ဒီဥစ္စာကတော်တော်ကိုကြီးကျယ်တဲ့အပိုင်းကကိုယ့်ရဲ့လှုပ်ဆက်ကကိုယ့်ကိုဒုက္ခဖြစ်စေတာဟုတ်လားနားလေကြည့်နော်အတန်ကြီးတက်ကြည့်ပါထိတယ်လေအချင်းကိုက်တလောက်တောင်နာတာမဟုတ်ဘူးနော်ဒါပေမဲ့လှမ်းနေထိုးတလောက်နာတယ်လို့ပြောကြတာပဲနော်ဒီစကားကိုတကယ်သူလာထိတာမဟုတ်လားဘယ်သူကထိအောင်လုပ်တာကိုလှုပ်ပြတာအဲ့ဒီစကားကိုကိုဒိတ်ဖို့ဖော်တယ်တကယ်တမ်းပြောရရင်နော်စကားသံတွေကိုဦးဇင်းတို့ခံစားကြတယ်ဆိုတာဦးဇင်းတွေးကြည့်တယ်ပေါ့နော်သူများရဲ့အထင်တွေကိုခံစားတာနော်စိတ်ကိုအဓိကလှမ်းခံစားတာလို့ဦးဇင်းထင်တယ်နော်အဲ့ဒီစိတ်အထင်ကပိုးတောင်မရေမရာရှိသေးတယ်ခဏသူတွေးလို့သူထင်းလာတယ်သူ့အထင်လေးပဲနော်အငွေကလေးကမှမြင်ရသေးတယ်အဲ့ဒီစိတ်ဘာမှတော့မမြင်ရဘူးပြီးရင်လည်းတကယ်ကိုမြန်ဆန်ပျောက်သွားတယ်အဲ့ဒီလောက်နော်အနှစ်သာရကင်းမဲ့တဲ့အဲ့ဒီလောက်မရေရတဲ့ဝိုးရဝါဒကိစ္စကိုဒကမာကြီးတို့ဦးဇင်းတို့တွေကဘာလုပ်နေတော့အကြီးအကျယ်ခံစားရတယ်အလေးအနက်လည်းအကြီးအကျယ်ထားတယ်။စကားကိုခံစားရတယ်အထင်ကိုခံစားရတယ်ဆိုတာကိုမြင်အောင်သွားနိုင်ဖို့လိုတယ်
နော်အဲ့ဒီစကားပဲကောင်းတဲ့စိတ်ကလေးနဲ့စေနာနဲ့ပြောရဲဆိုရင်ခံစားမှုကတစ်မျိုးဟုတ်တယ်မဟုတ်လားမကောင်းတဲ့စိတ်နဲ့မုန်းလို့ကိုပြောတာလို့ထင်ရဘယ်လိုဖြစ်တော့ခံစားမှုကတစ်မျိုးဟောဘာလဲသူ့ရဲ့နောက်ွယ်မှာရှိနေတဲ့အထင်ကိုလှမ်းပြီးတော့အမိအရာလှမ်းဖန်ဆုပ်ကန်ကြတာပြီးရင်အဲ့ဒါမပြီးနိုင်တော့ဘူးဒီလူကငါ့ကိုဒီလိုထင်နေတာအ ਨੇ ဆုံးတော့ဒါမဟုတ်ဘူးဆိုတာကိုငါပြောမှဖြစ်မယ်ဟာဒါတွေနဲ့ပဲရှုပ်နေတာဟုတ်လားကိုင်းထင်တယ်နော်ဘဝမှာသူများရဲ့အထင်တွေကိုလိုက်ထင်းနေရတာနဲ့ပဲရှုပ်နေတာဒါပဲအဲ့တော့စိတ်ကဘာမှအနှစ်သာရကင်းမဲ့တဲ့သဘောရှိတယ်နော်စိတ်ဟာအနှစ်သာရကင်းမဲ့တယ်အထင်တွေကအနှစ်သာရကင်းမဲ့တယ်အနတ္တသဘောတွေဘာမှတန်ဖိုးရှိတဲ့သဘောတွေမဟုတ်ဘူးသူ့အထင်လဲဒီတိုင်းပဲကိုယ့်အထင်လဲဒီတိုင်းပဲလို့အထင်ရဲ့အပေါ်မှာတကယ်အမြင်ရှင်းမယ်ဆိုရင်တော်တော်တန်တန်ပြဿနာတွေကတော့ဝင်လာကြမရှိဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုလိုက်ရှင်းနေတာနဲ့တချို့ဟာရှင်းမှရှုပ်တာဗျာနော်ဒီတိုင်းထားရင်ပြဿနာမရှိဘူးနော်ရှင်းကမှရှုပ်ကုန်တာဟုတ်ရဲ့လားအဲ့လိုရှင်းနေတာတော့သိမခံနိုင်လို့ရှင်းနေတာပေါ့ဒါဒီတိုင်းကြီးငါလက်မခံနိုင်ဘူးငါပြန်ကိုရှင်းမှဖြစ်မယ်ဟာပြောတာတော့ရှင်းဖို့လို့ပြောတာပဲဟုတ်လားပြီးတော့ဘာဖြစ်တော့ရှုပ်သွားတာတတိခံခြင်းအဖြစ်ရှင်းလိုက်တာကတကယ်ကောင်းတယ်ပေါ့နော်ဟုတ်လားဘာမှပြန်မပြောရဘူးလို့ဆိုလိုတာလည်းမဟုတ်ဘူးနော်နားလည်ဖို့တော့လိုပါတယ်ဟုတ်လားတခုတည်းကိုပဲတရားတစ်ပုဒ်စီဟောစရာကောင်းတယ်ဟုတ်လားတတိခံမဲ့အရာတွေဘာတွေတော့ဘူအေကိုတိခံမဲ့ဆလာမုတ်တိတ်တာကိုတိခံမဲ့ပဝန်းကျင်ကပြောလာတဲ့စကားသံတွေသူများရဲ့အထင်တွေထင်နေတာထင်ပါစေပြီးတော့တာပဲအကုန်တော့ဘာမှလည်းလာထိခိုက်တာလည်းမဟုတ်လားသူ့ရဲ့အထင်တွေကြောင့်သူ့ရဲ့စကားတွေကြောင့်ကိုဒုက္ခရောက်မဲ့အနေအထားမျိုးဆိုတော့ရှင်းရမှာပေါ့ဟုတ်လားအခုအဲ့ဒီလိုပြဿနာမျိုးကဘောမှာတွေ့ခဲ့ပါတယ်ဘာမဟုတ်တဲ့အရေးမပါတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်နေကြတာစိတ်ဆင်းရဲနေကြတာခံစားနေကြတာဟုတ်တယ်မဟုတ်လားနောက်ဆက်ပြီးတော့မြတ်စွာဘုရားဘာကိုသိခံမယ်လို့ပြောတော့ဥပ္ပန္နနတတိရိကာနဝေဒနာနဒုက္ခနာတိဗ္ဗာနခရဏကတုကာနအတ္တဒါနအမနာပါဏနော်ဒီခန္ဓာကိုယ်ကြီးကဖြစ်ပေါ်လာတဲ့အခါရခက်တဲ့ဆင်းရဲတဲ့ပြင်းထန်ဆက်ရှားတဲ့ခါသီးတဲ့ဝေဒနာတွေဖြစ်လာလိမ့်မယ်တဲ့တစ်ချိန်မှာတတောင်တတသေကြရမှာမဟုတ်ဘူးနော်ဒါကအဆုံးစုံကိုပြောတာနော်အသက်ထွက်ရလောက်အောင်ပြင်းထန်တဲ့ဝေဒနာတွေ့လို့ဒီအသက်ကဆုံးသွားတာဟုတ်လားဒီခန္ဓာရလာရင်ဒီဒုက္ခရှောင်လို့မရဘူးကံဆိုးမယ်ဆိုလို့ရှိရင်ကိုယ်ကသူများကိုနှိပ်စက်ခဲ့တဲ့အနေအထားတွေများပဲဆိုရင်မသေးခင်မှာကိုယ်ပဲရှုမလားခံစားရမယ့်အနေအထားတွေကလည်းရှိသေးတယ်ဟုတ်လားဒါပြောချင်တာကဒီခန္ဓာကိုယ်ကဝေဒနာတွေဖြစ်လာပြီကိုင်းဘယ်သူကိုစိတ်တူမတော့ဘယ်သူကိုစိတ်တူမတော့အမြဲတမ်းတစ်ဘဝလုံးစိတ်ကတူနေကြတယ်သူများကိုဟုတ်လားဘာဖြစ်ပြီးဆိုတူပြီးပြီသူများကိုဟုတ်လားအဲ့ဒီကိစ္စကိုင်းဘယ်သူကိုစိတ်တူမတော့ဘယ်သူမှစိတ်တူကြမရှိဘူးစိတ်တူခြင်းနဲ့မပြောခြင်းနဲ့ဆိုရင်လည်းဟိုလိုပြောပေါ့ကဲမင်းရခြင်းလုံးလို့ရတဲ့ခန္ဓာကြီးရပဲမင်းကိုနှိပ်စက်နေတာနောက်ထပ်ရခြင်းသင်သေးသလားမရခြင်းသင်တော့ဘူးလားဆိုတာမင်းစဉ်းစားတော့လို့ပြောဖို့ပဲရှိတယ်ဟုတ်တယ်မဟုတ်လားဒါပဲလေခန္ဓာရတယ်ဆိုတာဘာလို့ရတော့ရခြင်းလို့ရတာဘာလို့ရခြင်းတာတော့ကောင်းတဲ့ထင်လို့ရခြင်းတာပဲရိုးရိုးလေးတရားကတော့ဟုတ်လားအဲ့တော့ရခြင်းလို့ခုရပါပြီကဲရတော့ကောင်းလားလို့စဉ်းစားပေါ့ဒါပဲစဉ်းစားတယ်ရှိတာပဲဟုတ်တယ်မဟုတ်လားအဲ့တော့အဲ့ဒီအနေအထားမျိုးရောက်ရင်တိခံနိုင်ဖို့ဆိုတာတော်တော်မလွယ်ဘူးဒါကိုကြိုတင်ပြီးတော့နားလည်ထားဖို့လိုတယ်တိခံမှုစွမ်းရည်ကိုလေ့ကျင့်ခြင်းအပြင်မြင့်တင်ပေးထားဖို့လိုတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ခန္ဓာကိုယ်ရဲ့အနေအထားတွေကိုအများကြီးသိအောင်ကြိုးစားနော်ခံစားမှုစိတ်ဆင်းရဲတာတွေကဘယ်လိုလဲကိုယ်ဆင်းရဲတာတွေကဘယ်လိုလဲတွေးလာမှနော်နောက်အခုစိတ်ဆင်းရဲတယ်ဆိုတာတွေကနောက်ဒီကနေ့စိတ်ဆင်းရဲတာနဲ့ဆိုင်ဘာမှမပြောပါတော့ပါဘူးဆိုကြပါစို့အခုပစ္စည်းဥစ္စာဆုံးရှုံးလို့စိတ်ညစ်တာလားနော်ကိုယ်နာမည်ပြက်လို့စိတ်ညစ်တာလားနော်ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာဖြစ်လို့စိတ်ညစ်တာလားအဲ့ဒီစိတ်ညစ်စရာတွေဘယ်လောက်ကြီးတယ်ပဲပြောနော်သေခြင်းတရားလောက်စိတ်တိုင်းမကြစရာကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်သေခြင်းတရားလောက်ဆုံးရှုံးတဲ့ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်သေပြီဆိုရင်အကုန်ဆုံးရှုံးမှာနော်ဟုတ်တယ်မို့လားအခုပစ္စည်းဆုံးရှုံးလို့စိတ်ညစ်တယ်ဆိုကြပါစို့သေပြီဆိုအကုန်ဆုံးရှုံးမှာနော်အခုကမှပမာဏလေးပြလို့ရတယ်အဲ့ဒီကအကုန်လုံးသွားရပြီးရောဒါပဲဟုတ်တယ်မဟုတ်လားဝါပြက်ပြီဆိုတာနဲ့ကိုယ်ဥစ္စာပစ္စည်းတွေကကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးအလုံးပြက်တယ်နော်အတိုင်းအဝိုင်းတစ်ခုဆုံးရှုံးသွားလို့စိတ်ညစ်သလားသေပြီဆိုရင်အကုန်ဆုံးရှုံးမှာပဲပိုင်ဆိုင်ခဲ့တဲ့မြတ်ပတ်သက်ခဲ့တဲ့မြတ်ဒီကနေ့အနေထားဟာတာမန်လူတယောက်အတွက်ပုထုဇဉ်လူသားတွေအတွက်စိတ်ညစ်စရာအကောင်းဆုံးစိတ်ဆင်းစရာအကောင်းဆုံးအနေထားတစ်ခုပဲဒါကြောင့်တချို့နော်ဒီကနေ့အနေထားလေးကိုရောက်ဖို့သင့်တယ်လို့ဦးဇင်းထင်တယ်မိရင်တော့မသေးသေးပဲနဲ့ပြန်ပြီးတော့ပြန်ကောင်းလာပါတော့ဒါဆိုရင်သူအတွေ့အကြုံလေးရမှာပေါ့ဟုတ်လားတေဂာနီးနေထားရောက်ပေါ်တောက်လျှောက်သေးသွားမယ်ဆိုရင်လည်းသိအရှင်ပြေသေးနော်တေဂာနီးနေထားဆိုတာဒီလိုမျိုးဖြစ်တတ်တယ်ဒီလိုစိတ်တွေရှိတယ်ဆိုတာကိုသိလိုက်ရရင်
ကျန်တဲ့လက်ကြံချင်းလေးမှာငါဘလို့နေရမယ်ဆိုတာကိုလက်တွေ့နားလိုက်တယ်အဲ့တော့တေခါနီးအနေအထားကိုသိဖို့ဆိုတာကတော့သိချင်းတရားကိုအများကြီးစဉ်းစားရင်လည်းပဲသိနိုင်ပါတယ်သဘောပေါက်ရဲ့လားအဲ့တော့ဘုံဘုံခုပါလေးပြောနေရတော့သိခံခြင်းတရားကိုပြောတာနော်အပူရေးကိုသိခံမယ်စာလောမုဒိတာကိုသိခံမယ်ပိုးကောင်မွားကောင်လေးတွေရဲ့တန်သိခံမယ်ဒါဥစဉ်ပြောဖို့မေ့သွားတယ်တန်တမကတဝါဒတပတတိတပတံဖတ်တနာအဲ့ဒါလည်းပါတယ်ဒုဒုဒနာဒုဒကတနာဝဆနာပဋ္ဌာနာပဝန်းကျင်ကပြောလာတဲ့စကားတွေအထင်တွေဒါတွေကိုသိခံရမယ်ခန္ဓာကိုယ်ကြီးကဖြစ်လာတဲ့ယောဂဝေဒနာတွေသိခံရမယ်တဲ့နောက်ဆုံးအသက်ကိုတောင်ဆွဲနှုတ်ယူသွားနိုင်လောက်အောင်ပြင်းထန်တဲ့ဝေဒနာတွေဒါတွေကိုလည်းသိခံနိုင်ရမယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါဘိဓဘောင်းတော်ကောင်းတို့တကယ်တမ်းသိခံရမယ်အချက်ကပြောရရင်တော့နှစ်မျိုးတည်းပါပဲကိုယ်ခန္ဓာကိုယ်ကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံနဲ့ပတ်ဝန်းကျင်ကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံနော်ဒါပဲအဲ့တော့ဒီနေရာမှာပတ်ဝန်းကျင်ကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံဆိုတာကလည်းပဲတကယ်ပြောရရင်ကိုယ်ခန္ဓာကဖြစ်ပေါ်လာတဲ့အခြေအနေမျိုးစုံနဲ့မှတောက်ဝင်သွားမယ်တော့တခုခုတွေးလိုက်ရတယ်ကြုံလိုက်ရတယ်စိတ်ထဲမှာဘလို့ဖြစ်သွားလဲအဲ့ဒါကိုသိခံနိုင်ရင်ဟိုဟာကိုသိခံနိုင်ပြီးသားဖြစ်နိုင်တယ်သဘောပေါက်လားဘုံဘုံခုပြောတာကိုသိရပါတော့တခုခုမြင်လိုက်ရလို့ကြားလိုက်ရလို့ထိလိုက်ရလို့ဝေဒနာတစ်ခုဖြစ်လာတယ်အဲ့ဒီဝေဒနာစိတ်ဆင်းရဲတာလည်းဖြစ်ခြင်းဖြစ်မယ်ကိုယ်ဆင်းရဲတာလည်းဖြစ်မယ်ဒါကိုသိခံနိုင်ဖို့မလိုဘူးလားလိုတယ်သဘောပေါက်ရဲ့လားအဲ့တော့ဘာပဲဖြစ်ဖြစ်သိခံနိုင်မယ်အဓိဝါဒနာထားလိုက်ပါလို့လုံနိုင်မယ်ဆိုလို့ရှိရင်ကိလေသာအာသောတရားတွေပယ်ရှားရရောက်တယ်ဟုတ်လားဒါကြောင့်သိခံခြင်းဖြင့်ပယ်ရမယ်ကိလေသာတရားကိုသိခံခြင်းဖြင့်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမယ်ဒီလည်းဘယ်နှရရှိသွားတော့၃ရရှိသွားပြီနော်တံဝရစောင့်စည်းတဲ့နေ့ပฏิဒေဝနာမိဝတဲ့နေ့အဓိဝါဒနာသိခံတဲ့နေ့ဟုတ်လားနောက်၄ခုမြောက်ဒီဆက်ပြီးတော့သွားရအောင်နော်၄ခုမြောက်ဘာပြောတော့ရေအာတဝပရိဝိဇ္ဇနာယရေအာတဝပရိဝိဇ္ဇနာပါဟတဗတေပရိဝိဇ္ဇနာယပိဏဟွန်တိတဲ့ပရိဝိဇ္ဇနာပရိဝိဇ္ဇနာဆိုတာသူရှောင်းကျင်တာကိုပြောတာပရိဝိဇ္ဇနာဆိုတာရှောင်းကျင်တာကိုပြောတာစောတော့ကပြီးရင်ပြောမယ်နေရာကိုရောက်လိုက်ဦးမယ်ဆိုတာကိုပြောတာနော်ရှောင်းကျင်တယ်ဆိုတာဘာကိုပြောတော့တဲ့မြတ်စွာဘုရားအဓိပ္ပာယ်ဘယ်လိုဖွင့်တော့ရှောင်းကျင်ခြင်းဖြင့်ပယ်ရမယ်ကိလေသာကိုရှောင်းကျင်ခြင်းဖြင့်ပယ်ရမယ်ဆိုတာဘာကိုပြောတာတော့ဆိုရပါစို့တဲ့စင်ချမ်းတွေမြင်းချမ်းတွေနွားချမ်းတွေအခွေးစိုးတွေရှိတဲ့နေရာမှာသွားနေတဲ့နော်မွေစိုးတွေရှိတဲ့နေရာမှာသွားနေတဲ့နော်တစီတွင်းတွေအညစ်အကြေးတွေစီးနေတဲ့နေရာစုပ်ပဲ့တဲ့နေရာတွေလည်းမသွားနေတဲ့လိမ့်ကြနိုင်တဲ့အမြင့်တွေပါတယ်လည်းပဲလိမ့်ကြနိုင်တဲ့အန္တရာယ်ရှိတဲ့နေရာမသွားနေတဲ့နော်ယူလေးနော်တရားကစဉ်းစားနော်အဲ့ဒီနေရာတွေသွားရင်ဘာဖြစ်နိုင်တော့အာဟုသို့ဖြစ်စရာအကြောင်းတွေအများကြီးရှိတာပေါ့ဟုတ်တယ်မဟုတ်လားစကြပါစို့ခွေးစိုးရှိတဲ့နေရာသွားလို့ခွေးကြိုက်ခံရတယ်ခွေးကြိုက်ခံရတာကုသိုလ်ဖြစ်စရာအကြောင်းမဟုတ်ဘူးအကုသိုလ်ဖြစ်စရာအကြောင်းစိတ်ဒုံမယ်စေကူရမယ်ဖြစ်ပြန်ပြီးဘာဖြစ်တယ်ညာဖြစ်တယ်လာတော့မယ်ဟုတ်လားအဲ့လိုပဲညစ်ပတ်တဲ့နေရာနော်အဲ့ဒီမှာအကျဲကြီးမြတ်စွာဘုရားဟောတယ်နော်ဆိုကြပါစို့မေယုတ်ဆွေယုတ်မာတွေရှိတဲ့နေရာလည်းမသွားနဲ့တဲ့နော်ဒီလိုဒီသွားလို့ပညာရှိသူတော်ကောင်းအတိုင်းဝိုင်းကနော်ကဲ့ရဲ့စရာရှုံချစရာရှိတယ်တန်တရားဝင်စရာရှိတယ်ဆိုအဲ့ဒီနေရာမျိုးကိုလည်းမသွားနဲ့လို့မြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဒါနေရာရဲ့အရေးပါပုံကိုပြောတာပဲနော်အလုံးနဲ့ပြောရင်အဲ့လိုပြောရမှာနော်ဒီနေရာသွားရင်ငါဘာတွေဖြစ်တတ်တယ်လဲလို့စဉ်းစားလက်တွေ့ကြပြောရမှာဟုတ်လားဒီနေရာသွားလို့မကောင်းတာတွေဖြစ်တတ်တယ်ဆိုအဲ့ဒီနေရာမျိုးကိုမသွားနဲ့ဟုတ်လားအဲ့ဒီနေရာသွားရင်အဲ့ဒီလိုမျိုးကိလေသာအာသောတရားဖြစ်မှာပဲမသွားရင်မဖြစ်တော့ဘူးဒါကြောင့်ရှောင်ကျင်ခြင်းဖြင့်ပယ်ရမယ့်ကိလေသာကိုအာသောတရားကိုရှောင်ကျင်ခြင်းဖြင့်ပယ်ရမယ်ဆိုတာအဲ့ဒါကိုပြောတာဒါကပိဋကပေါင်းသူတော်ကောင်းတို့လူလောကကြီးမှာအများကြီးအကျိုးကျေးဇူးများတဲ့ဆုံးမချက်လို့အစဉ်ထင်တယ်လိုက်နာနိုင်လို့ရှိရင်လေစဉ်းစားတော့နေရာဒုက္ခပေးရတယ်အများကြီးရှိတယ်ဟုတ်လားနေရာဆိုတာကအလွန်စကားပြောတယ်နော်ဆရာကြီးဥအောင်တင်ပြောတာတော့အမှတ်ရတယ်နော်ဆယ်ပင်မိုးရခေါင်းပေါ်မှာရှိနေတယ်ဆိုရင်တိတ်ကိစ္စမရှိဘူးဟုတ်လားတမင်ဘက်ကများတဲ့ရောက်သွားတော့တော်တော်ကိုပြဿနာကကြီးသွားပြီနေရာရဲ့အနေအထားဟုတ်တယ်မဟုတ်လားကောင်းနေပါလေပြောင်းနေတဲ့လူတွေကတော့အလွန်တန်ဖိုးရှိဖို့သူကောင်းပေါ်မှာပေါ့မဆိုဘယ်လောက်ပဲပေးရမှာဟုတ်လားနော်ဆယ်ပင်မိုးစဉ်းစားကြည့်နော်နေရာမှားတာနဲ့တန်ဖိုးကဘာဖြစ်သွားတော့ချသွားတာနေရာရဲ့လွှမ်းမိုးမှုနော်မစီမဆိုင်အမှတ်ရသလားတော့မသိဘူးအဲ့ဒါကိုတော့အမှတ်ရတယ်ဟုတ်လားအဲ့တော့ပြောရင်တာကဒီခန္ဓာကိုယ်ကြီးကိုနေရာချမှန်ဖို့လိုတယ်ဟုတ်လားသူကအကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးနေရာမျိုးကိုရောက်သွားရင်အကုသိုလ်ဖြစ်เสียအလွန်လွယ်တယ်ဘာလို့ဆိုတော့ဓမ္မတို့ဦးဇင်းတို့တွေကနော်ပုထုဇဉ်အကျမ်းသားတွေပဲရှိသေးတာအာယုံရဲ့လှည့်သားမှုကိုမရှိမလားခံရတဲ့လူတွေကြီးပဲများလိမ့်မယ်လို့ဦးဇင်းထင်တယ်နေရာရဲ့လွှမ်းမိုးမှုရှိရဲ့ဟုတ်လား
ဒါကြောင့်အစာတွေကအဲ့ဒီနေရာကိုမသွားလို့ရှိရင်အဲ့ဒီနေရာကိုသွားမဲ့ပြဿနာတွေဖြစ်เสียအကြောင်းကိုမရှိတော့ဇေယျပြတ်ရဘာမှတောင်ကြိုးစားเสียမလိုတော့ဒါပေမဲ့မသွားဖြစ်ပဲနေဖို့ကလည်းအရင်ကြိုးစားမယ်နဲ့တူတယ်သွားခြင်းတဲ့စိတ်ကရွာဖို့ထိုးနေတယ်ဘယ်နဲ့လှုပ်ဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာကိုသွားခြင်းနေတယ်အကျိုးမရှိမှသိရတဲ့နဲ့ကိုဘာလို့နေတော့သွားခြင်းနေတယ်လောဘကအတင်းတိုက်တွန်းမယ်နှိုးဆော်မယ်သွားလိုက်ပြီဆိုရင်အဲ့ဒါခံရမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းတို့နေရာရဲ့သဘာဝကိုလည်းနားလည်ဖို့လိုတယ်ဟုတ်ရဲ့လားအဲ့ဒါကဘာနီးနဲ့ပယ်ရမှာလဲတော့ပရိဝဇ္ဇနာနော်ရှောင်ခြင်းတဲ့နီးတဲ့ဟုတ်လားနီလန်လေးတွေကဘက်စုံတောင်းစုံအသုံးချလို့မရဘူးလားရတယ်အေးနောက်ထပ်2နည်းကြံသေးတယ်နော်အချိန်ကလည်းနည်းနေပြီအဲ့တော့နောက်2နည်းဆက်သွားရအောင်နော်နောက်5ခုမြောက်နည်းကဘာပြောတော့ရှေအတဝဝိနောဒနာပဟိနာဝိနောဒနာယပါဟတဗတေပဟိနာယပဟိနာဟွန်တိတေဝိနောဒနာယပဟိနာဟွန်တိဝိနောဒနာဆိုတာသူကဘာပြောအောင်ဆိုဖယ်ရှားတဲ့နည်းပယ်ဖြောက်တဲ့နည်းတော့ခုနကတော့ရှောင်ကျင်တာကမတွေ့သေးတာကိုရှောင်တာအခုကဖြစ်လာတာကိုဖယ်ဖို့ကြိုးစားတာဟုတ်လားတော့ပယ်ရှားဖို့ကြိုးစားရင်ဖြင့်ကိလေသာအာသောတရားတွေမဖြစ်အောင်ကြိုးစားရမယ်လို့ပြောတာတော့ပယ်ရှားခြင်းအပြင်ပယ်ရှားရမယ်ကိလေသာကိုပယ်ရှားခြင်းအပြင်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမှာအဲ့ဒါကိုတော့မြတ်စွာဘုရားဘယ်လိုဟောတော့သူကတော့ဓာတ်ရိုက်ကိလေသာကိုရင်ဆိုင်ပြီးတော့ဖယ်ရှားဖို့ကြိုးစားတဲ့နည်းလို့ဆိုနိုင်တယ်ဥပ္ပန္နကာမဝိတကနာတိဝတေတိပဇဟတိဝိနောဒေတိဖြန္တိကရောတိအနာဘဝံကမေတိလို့အဲ့ဒါလိုဟောတယ်ဖြစ်ပေါ်လာတဲ့ကာမဝိတကိုတဲ့နာတိဝတေတိတိမခံဘူးလက်မခံဘူးဟောစောတော့ကအဓိဝတေတိတိခံတယ်လက်ခံတယ်နော်အခုဟာဆန့်ကျင်ဘက်နော်နာတိဝတေတိနာအဓိဝတေတိတိမခံဘူးဆိုတော့လက်မခံဘူးကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့တွေးတဲ့အတွေ့ဒီလောဘဓာတ်တွေကိုဖြစ်ပေါ်လာတဲ့အခါမှာသူကလက်မခံဘူးတဲ့နာတိဝတေတိလက်မခံဘူးနော်နာတိဝတေတိဝိနောဒေတိဖယ်ပြစ်တယ်တဲ့ဝိနောဒေတိပဇဟတိပယ်စွန့်တယ်တဲ့ဗျန္တိကရောတိတဲ့နော်ကင်းသွားအောင်လှုပ်လိုက်တယ်တဲ့နော်အနာဘဝံကမေတိတဲ့နောက်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်တဲ့နော်ဖေရှားပုံဖေရှားနီးလေးကိုအစင်းစင်းစကလုံးသုံးပြီးတော့ပြောသွားတာနော်အရန်စိတ်ဝင်စားတဲ့အကောင်ဟုတ်လားနာတိဝတေတိလက်မခံဘူးပဇဟတိပယ်စွန့်တယ်ဝိနောဒေတိပယ်ဖြောက်တယ်ဗျန္တိကရောတိကင်းကွာတော့အဲ့ဒါနဲ့ကင်းသွားဝေးသွားအောင်လုပ်ပလိုက်တယ်အနာဘဝံကမေတိနောက်ထပ်ပြီးတော့မဖြစ်အောင်ကြိုးစားတယ်ဘာလို့လဲမေးရင်ကာမဝိတ္တတဲ့နော်မြင်ဖို့ကြားဖို့နမ်းရှူဖို့စားတော့ဖို့တွေ့ထိဖို့ပဲစဉ်းစားနေတဲ့စဉ်းစားမှုတွေအတွေးတွေကိုကာမဝိတ္တလို့ပြောတာဟုတ်လားအဲ့လိုပဲဦးဇင်းတို့ဖြာပါဒဝိတ္တဝိဟိတဝိတ္တဆိုတော့နောက်ထပ်ယုံညံ့တဲ့အတွေး2ခုကျန်သေးတယ်နော်ဖြာပါဒဝိတ္တဆိုတာဘာပြောတာတော့မကြည်နပ်မှုစိတ်တိုင်းမကြမှုနဲ့ရှင်တဲ့အတွေးဒေါသနဲ့ရှင်တဲ့အတွေးရောဟုတ်လားဝိဟိတဝိတ္တဆိုတာကမကြည်နပ်မှုတွေမရက်တော့ဘူးသူကမကြည်နပ်မှုအာကြီးလာတော့ငါသူ့ကိုတော့သွားပြောပြလိုက်တော့မယ်ငါသူ့ကိုတော့လုတ်ပြလိုက်တော့မယ်လို့ဟုတ်လားနှိမ့်ဆက်ညှင်းသေးဖို့အထီးတွေးလာတဲ့အတွေးပေါ့အဲ့ဒါကိုဝိဟိတဝိတ္တဟုတ်လားအဲ့ဒီဗျာပါဒဝိတ္တဝိဟိတဝိတ္တတွေကိုလည်းပဲနာတိဝတေတိလက်မခံဘူးပဇဟတိပယ်စွန့်မယ်ဝိနောဒေတိပယ်ဖြောက်ပြစ်မယ်ဗျန္တိကရောတိသူနဲ့ဝေးသွားအောင်လုပ်မယ်အနာဘဝံကမေတိနောက်ထပ်မဖြစ်အောင်ကြိုးစားမယ်အဲ့ဒီလိုပယ်ရှားဖို့နော်ကြိုးစားခြင်းဖြင့်နော်ကိလေသာအာသောတရားတွေကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်တဲ့ဒါဆိုလို့ရှိရင်ကိုဟာ၅ခုမြောက်နိလန်ကိုအသုံးပြုတယ်လို့ဆိုရမယ်ဟုတ်လားအဲ့တော့ဒီနေရာမှာသူ့ကိုပယ်ရှားဖို့ကြိုးစားတဲ့နေရာမှာလည်းပဲနီးတွေကတော့အများကြီးဆက်ပြီးတော့ပြန်ပွားရှိနိုင်သေးတယ်ပေါ့နော်ဒီဝိတ္တဆိုးတို့ရဲ့နော်အပြစ်အနာစာကိုတွေးသောအဖြစ်လည်းပဲပယ်ရှားဖို့ကြိုးစားနိုင်တယ်ကောင်းတာတွေကိုကြိုးစားပြီးတော့သူတို့ဝင်မလာအောင်နော်အစားထိုးတဲ့နည်းနဲ့လည်းပဲကြိုးစားနိုင်တယ်ပေါ့ဒါတွေကနောက်ထပ်တုတ်တန်တစ်ခုအနေနဲ့ပြောမယ်ဆိုရင်လည်းအများကြီးပြောလို့ရတယ်ပေါ့ဟုတ်လားခုဒီမှာတော့ပယ်ရှားခြင်းအဖြစ်ပယ်ရှားရမယ်ကိလေသာတရားတွေကိုပယ်ရှားခြင်းအဖြစ်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမယ်စကားတွေရှုပ်နေမလားမသိဘူးနော်မရှုပ်ဘူးနော်ပယ်ရှားဖို့ကြိုးစားခြင်းဖြင့်ပဲပယ်ရှားနိုင်အောင်ကြိုးစားရမယ်ဒါတိုက်ဖယ်ဖို့ကိုပဲကြိုးစားရမယ်ဖြစ်လာပြီဆိုရင်ဖယ်ဖို့ကြိုးစားရမယ်လို့ဒီလိုအကြံဉာဏ်နားလဲရမယ်စောတော့ကရှောင်ကျင်တဲ့နည်းနဲ့ရောမသွားနဲ့နော်ရှောင်ကျင်တယ်ဆိုတာကနော်ဒါကိုမရှောင်ရင်ဖြစ်လာမဲ့ကိစ္စကိုဒါကိုရှောင်လိုက်ခြင်းအဖြစ်မဖြစ်အောင်ကြိုးစားတာတော့ပေါ့ရဲ့လားဒါနီလဘယ်နှစ်ရက်ရှိသွားပြီတော့9ရက်ရှိသွားပြီနောက်ဆုံးနီလန်ကတော့အလွန်အသုံးများတဲ့နီလန်ပေါ့ဟုတ်လားအသုံးများတယ်ဆိုရင်အဲ့ဒီနီးကိုပဲလူတွေကအထီရောက်ဆုံးလို့ထင်ထားကြတဲ့နီလန်ပေါ့အဲ့ဒါကဘာတော့ဆိုတော့ရှေးအာတဝဘာဝနာပဟတ္တဗတေပဟိနာတေဘာဝနာပဟိနာဟွန်တိတေဘာဝနာယပဟိနာဟွန်တိ
ပွားများခြင်းအပြင်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းအပြင်ပယ်ရမယ်တဲ့ခုတရားဓမ္မတို့တရားအထုတ်နေတဲ့အနေအထားကိုပြောတာပဲနော်ဒီမြင့်မြတ်တဲ့သဘာဝလေးကိုထပ်ထပ်ဖြစ်နေအောင်ကြိုးစားနေခြင်းအပြင်ကိလေသာအာသောတရားအဲ့ဒီချိန်မှာကင်းကွာနေတယ်အဲ့ဒီလိုပွားများတဲ့နည်းနဲ့ကိလေသာအာသောတရားကိုကင်းအောင်လုပ်မယ်ဟုတ်တာဘာခေါ်တော့ဆိုတော့ပွားများခြင်းအပြင်ပယ်ရှားမယ်ကိလေသာကိုပွားများခြင်းအပြင်ပယ်ရှားနေတဲ့အောင်အဲ့ဒီမှာမြတ်စွာဘုရားကအထူးပြုပြီးတော့ဟောတာကဘာဟုပွားများမှာတုံးဆိုတဲ့အချက်ကိုအဲ့ဒီမှာအထူးပြုပြီးတော့ဟောထားတာတွေ့တယ်။နော်တတိပဋ္ဌာန်တရား၄ပါးကိုဟောထားတာတော့မဟုတ်ဘူး။ဘာကိုဟောထားတာဆိုတော့ဘုဇင်9ပါးကိုဟောထားတယ်။ဟုတ်လား။ပွားများခြင်းအပြင်ပယ်ရှားရမယ့်ကိလေသာကိုပွားများခြင်းအပြင်ပယ်ရှားရမယ်ဆိုတာရဲ့အဓိပ္ပာယ်ကိုပွားများတယ်ဆိုတာကိုဘာကိုဟောထားတယ်။ဘုဇင်9ပါးကိုဟောထားတယ်။ဘုဇင်9ပါးဆိုဒီမှာပိတ္တတို့အလုံးကျွမ်းကျင်မိသားပါဟုတ်လား။တတိတံဘောဇင်ဓမ္မဝိရှယတံဘောဇင်ဝိရိယတံဘောဇင်ပီတိတံဘောဇင်ပတ္တိတံဘောဇင်သမာဓိတံဘောဇင်ဥပေက္ခတံဘောဇင်ဟုတ်လားအဲ့ဒီဘောဇင်9ပါးကိုပွားများပုံပွားများနည်းရည်ရွယ်ချက်ကိုပါမြတ်စွာဘုရားထည့်ပြီးတော့ပြောထားတယ်ဝိဝေကနေတိတံနော်ကိလေသာကင်းစေရာကိုနိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့အမိပြုပြီးတော့နော်ဝိရာကနေတိတံကိလေသာခတ်သိမ်းကင်းပြည့်ရာနိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့အမိပြုပြီးတော့နော်တတိတံဘောဇင်ကိုဖြစ်စေရမယ်ဆိုလိုတာကဒီခန္ဓာကိုယ်ရဲ့ပုံမှာဖြစ်တိုင်းတတိထားနေတာဘာရွေချက်နဲ့ထားရတာတော့ဟုတ်လားကိလေသာခတ်သိမ်းငြိမ်းရာနိဗ္ဗာန်ကိုရလိုတဲ့ရွေချက်နဲ့တတိထားတာပေါ့အဲ့လိုပဲဝရိယဒီတတိတွေထက်ထက်ဖြစ်နေအောင်ကဘာလို့ထားရတာတော့ဒီဝရိယကဒီလိုပဲနိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်ရွေချက်မှန်မှန်နဲ့ကြိုးစားမယ်လို့ဆိုလိုတာဟုတ်လားတတိတံဘောဇင်ဝရိယတံဘောဇင်တတိတံဘောဇင်ဓမ္မဝိရှယတံဘောဇင်လာနော်ဓမ္မဝိရှယဆိုတော့ဘာပြောရတော့တရားတွေကိုဝေဖန်စီစစ်တာတရားဆိုတာဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေကိုပဲဆိုလိုတာရုပ်တဏ္ဍဒီသဘာဝတရားတို့ရဲ့နောက်အခြေအနေမှာအနေအထားမှန်ကဘလို့ရှိလဲဆိုတာကိုဝေဖန်တာစီစစ်တာဒီဉာဏ်ပညာကိုဘာလို့ခေါ်တော့ဓမ္မဝိရှယနော်ဒီစကားလုံးလေးကလည်းအလွန်ကောင်းပါတယ်ဓမ္မဝိရှယဓမ္မသဘာဝတရားဝိရှယခွဲခြမ်းဝေဖန်စီစစ်တာဘာလဲဆိုတဲ့အဖြေမှန်ကိုရအောင်ကြိုးစားတာဟုတ်လားအဲ့ဒီဓမ္မဝိရှယကိုဘလို့ရွေချက်နဲ့လုပ်မလို့နိဗ္ဗာန်ချမ်းသာကိုအမိပြုတော့နိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့ရွေချက်မှန်မှန်နဲ့ကြိုးစားရမယ်ပေါ့အဲ့လိုပဲဦးဇင်းတို့ပီတိနော်ဒီတတိဝရိယနော်ဓမ္မဝိရှယတွေဖြစ်လာလို့ရှိရင်နှလုံးစိတ်ဝမ်းမှာနှစ်သက်မှုဆိုတာဖြစ်တယ်ဟုတ်လားဒါဆိုရင်ပီတိတန်ဖိုးခြင်းနှလုံးစိတ်ဝမ်းငြိမ်းအေးမှုဆိုတဲ့ပတ္တိဖြစ်လာရင်တော့ဒါပါလေနပတ္တိတန်ဖိုးခြင်းဟုတ်လားဒါတွေကိုလည်းဘာလို့ရမှာတော့ပွားများရမှာပဲပီတိတွေကိုထပ်ဖြစ်အောင်ကြိုးစားဖို့လိုအပ်တဲ့အနေအထားရှိတယ်ပတ္တိတွေကိုထပ်ပြီးတော့ဖြစ်အောင်ကြိုးစားဖို့လိုအပ်တဲ့အနေအထားရှိတယ်ဦးဇင်းတို့ဒါကိုကြတော့သူကတရားဘာဝနာအားထုတ်တဲ့နေရာမှာကိုယ်အနေအထားလေးကိုကြည့်ပြီးတော့နော်ဘယ်ဘိုးစဉ်ကိုတိုးပွားစေမယ်ဘယ်ဘိုးစဉ်ကိုတော့ထိန်းထားမယ်ဘယ်ဘိုးစဉ်ကိုများစေမယ်လို့ချိန်ရတဲ့နည်းလေးတွေရှိတယ်ဟုတ်လားကိုယ့်ရဲ့စိတ်ဓာတ်တွေနော်ညံ့နေတဲ့အချိန်စိတ်ဓာတ်တွေကြာပြီးတော့မလှုပ်ချင်မလက်ကဲခြင်းစိတ်ဘာမှစိတ်ဝင်စားလို့မရတဲ့အနေအထားမျိုးဆိုရင်အဲ့ဒီပီတိတို့ပတ္တိတို့ဖြစ်အောင်လုပ်ရတယ်ဘလို့လုပ်ရမလဲဆိုတာကိုလည်းစာတွေထဲမှာမြတ်စွာဘုရားဟောထားတာတွေအများကြီးရှိတယ်နော်ဘုရားကုံတော်တွေပွားတယ်ဆိုတာအဲ့ဒါပီတိဖြစ်ခြင်းရဲ့အကြောင်းတရားတစ်ခုပဲနမနဲ့တုန်းကပြောလိုက်တာရှိတယ်နော်ဟောတရားတစ်ခုတည်းကိုပဲအကောင်းဆုံးဒါလွဲလို့ကြံတာမလုပ်ရဘူးလို့အဲ့လိုကန့်သက်ပြီးတော့မထားစီခြင်းဘူးဟုတ်လားအကုန်လုံးလိုအပ်လို့မြတ်စွာဘုရားဟောထားတယ်ဆိုတာကိုကြည်ကြည်ပြန့်ပြန့်သဘောပေါက်စေခြင်းတာဟုတ်ရဲ့လားဒါကြောင့်မနေ့ကဗုဒ္ဓနုဒ္ဓတိအကြောင်းတွေကိုလည်းအများကြီးလေ့လာပြီးတော့ကြိုးစားတဲ့နဲ့တင့်တော်တဲ့အချိန်မှာအသုံးပြုရမယ်သဘောပေါက်ရဲ့လားအတပီတိပတ္တိဘာလို့ရမလို့ပွားများရမယ်ပြီးရင်ဘာလာတော့တမာတိနော်စေရတည်ငြိမ်တဲ့သဘောဥပေက္ခနော်အနေထားအမျိုးမျိုးမှာလေးလူရှုနိုင်တဲ့သဘောအလွန်မြင့်မြတ်တဲ့သူတော်ကောင်းတရားပါပဲဥပေက္ခဆိုတာဟုတ်လားအဲ့ဒါတွေကိုလည်းဘာလို့ရမလို့ပွားများရမယ်များလာအောင်ပွားရမယ်အဲ့ဒီလိုများလာအောင်ပွားရင်ဖြင့်ပယ်ရှားရမယ်ကိလေသာကိုများလာအောင်ပွားရင်ဖြင့်ပဲပယ်ရှားဖြစ်ရမယ်တဲ့ဟုတ်လားအခုတရားဘာဝနာအထုတ်တယ်ဆိုတာအဲ့ဒါကိုလက်တွေ့အကောင့်ထဲပေါ်နေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါပေမဲ့ကျန်တဲ့နည်းတွေလည်းပဲအထိုက်လျောက်တော့အကျုံးဝင်နေတာပဲလို့လည်းဆိုနိုင်ပါတယ်နော်ဒီနေရာဘာမှကိလေသာအာတော်တရားတွေတိုးပွားเสียနေရမဟုတ်တယ်မဟုတ်လားဒီနေရာလိုက်သူတို့ကောင်းတဲ့အလုပ်လေးတွေလုပ်နေတာဟဲ့မြင်ရတာနဲ့ကိုပဲကို့မှာကောင်းတဲ့ဓာတ်ကအလိုလိုကိုဆက်သွားတဲ့သဘောမရှိဘူးလားရှိတယ်ဒါနေရာရဲ့ကွာခြားမှုကိုပြောတာနော်နေရာဆိုတာလည်းပဲအမျိုးမျိုးရှိပါတယ်လေဒီနေရာမှာတိမှုကအခုန်နေကြမယ်ဆိုရင်လည်းအဓိပ္ပာယ်တစ်မျိုးဖြစ်သွားမယ်ပေါ့ဒီလူတွေရှိနေတာကိုကဒီနေရာရဲ့အဓိပ္ပာယ်ကတစ်မျိုးဖြစ်နေတယ်နော်ဟိုလူတွေရှိနေရင်ဒီနေရာရဲ့အဓိပ္ပာယ်ကတစ်မျိုးဖြစ်အောင်မယ်ဟုတ်တယ်မဟုတ်လား
အဲ့တော့နေရာကိုလည်းတမတ်ထက်ကန့်တတ်ထားလို့လည်းမရပြန်ဘူးလို့တွေးဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့တော့ဒီမှာတရားဘာဝနာအားထုတ်နေတာကိုအစမျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းနေတာလို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်တိခံနေတာလို့ပြောမယ်ဆိုရင်ကပြောလို့မရဘူးလားရတာပဲဖြစ်ပေါ်လာတဲ့တရားတွေကိုမကောင်းတဲ့တရားတွေဖြစ်လာရင်လည်းပဲငါဖယ်ဖို့လိုအောင်မှာပဲဆိုရင်စောစောကပရိဝေဇနာနောက်ဆောင်ခြင်းတဲ့နေ့ဝိနောဒနာပေဖြောက်တဲ့နေ့ဟုတ်လားဒါတွေကိုအသုံးပြုနေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်နောက်ဆုံးနိလန့်ပေါ့နော်ပွားများခြင်းအဖြစ်ပယ်ရှားရမယ်ကိလေသာကိုပွားများခြင်းအဖြစ်ပယ်ရှားနိုင်အောင်ကြိုးစားအထောက်ရမယ်တဲ့ဒါကတော့အလုံးသဗုဒ္ဓဘာသာဝင်သူတော်စင်များနော်အရေးအပါဆုံးအဓိကထားပြီးတော့လုပ်နေကြတဲ့လုပ်ငန်းကြီးတစ်ခုပေါ့နော်ကိလေသာအသောကုန်ခန်းဖို့ကြိုးစားတဲ့နေရာမှာအဲ့ဒီနေ့ကိုအထီအောင်ဆုံးဆိုပြီးတော့ကြိုးစားနေကြတာဟုတ်လားဒါလည်းပဲမမှန်ဘူးလားလို့မေးရင်မှန်ပါတယ်နော်လောက်ကြရမှာပဲဟုတ်လားသို့တော့ရှေ့ကပြောခဲ့တဲ့နီလန်း9ရက်ကိုလည်းပဲအသုံးပြုဖို့မလိုဘူးလားလိုတာပေါ့ဟုတ်လားသူ့နေရာနဲ့သူအသုံးပြုစရာအများကြီးရှိတယ်သူတည်းလူတွေနေနဲ့ပိုးတောင်လိုအောင်မယ်လို့အရင်ထင်တယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်အောင်တို့ခုပြောတဲ့နီလန်းတွေကိုမေ့မပြစ်ဖဲနဲ့ဖြောက်မပြစ်ဖဲနဲ့ကိုယ့်ရဲ့စိတ်ထဲမှာစွဲမြဲစွာမှတ်သားထားဖို့လိုတယ်ဒါမှအရေးကြုံရင်သုံးလို့ရမှာနော်စွဲသူမြဲမြဲမှတ်မထားဖို့ဆိုရင်သုံးညင်တဲ့အချိန်မှာထုတ်ပြီးတော့သုံးစရာဘာမှရှိမှာမဟုတ်ငါအဲ့တော့ကြားလိုက်တာပဲဘာလို့ပြောသွားလဲတော့မသိဘူးဆိုတော့ဝိုးတော်ဝါဒနဲ့ပြီးသွားမှာတော်တော်နှမျိုးစရာကောင်းတယ်လို့အရင်ထင်တယ်ဟုတ်လားဒါကြောင့်ဟိုတချို့အတွေးတွေနော်အခုအရင်ပြောတာကိုဒကာဓမ္မတို့ဒါတွေးကြတာပါပဲဟုတ်လားဟုတ်တယ်ကောင်းလိုက်တာဟုတ်တယ်ဘုရားဟောတာဟုတ်လိုက်တာဒါအတွေးတွေပဲလေဟုတ်တယ်မဟုတ်လားဒီအတွေးအထင်တွေဟာအရန်တန်ဖို့ရှိတယ်ဒီအတွေးတွေဟာပျောက်မသွားသင့်ဘူးဒါပေမဲ့ကိုကဒါကိုပြန်ပြီးတော့နော်အမှတ်ရအောင်နော်ဆွေဆွေမြဲမြဲဖြစ်အောင်မလုပ်ဘူးဂယုမဆိုင်ဘူးဆိုရင်တော့သူ့ရဲ့ဓမ္မတာသဘောအရပျောက်သွားမှာပဲနော်အလွန်နှမျောစရာကောင်းတယ်လို့ဆိုရင်ပါတယ်ချို့စာလေးတွေပါလေးတွေဖတ်တယ်အလွန်ကောင်းတဲ့အတွေးလေးတွေပေါ်လာတယ်သဘောထားလေးတွေပေါ်လာတယ်ဒါကိုပြီးပြတ်ပေါက်ထားလိုက်တယ်ပြီးရင်ငါမှဒီလိုအတွေးတွေတွေးခဲ့ဘူးလေဆိုတာတော့အမှတ်မရတော့ဘူးတော်တော်နှမျောစရာကောင်းတယ်အဲ့ဒါစာလေးပါလေးမြန်ချရထားရင်အရင်သိတာတယ်အော်5 6လလောက်နေမှဖတ်ကြည့်ရင်ငါအဲ့ဒီတုန်းကအဲ့ဒီလိုလေးတွေးခဲ့ဘူးပါလားတော်တော်တန်မိုးရှိတဲ့အတွေးလေးလို့သိရတယ်တကယ်လို့အဲ့ဒါရေးမထားဘူးဆိုရင်ဘာဖြစ်သွားတော့ဖြောက်သွားရောသဘောပေါက်ရဲ့လားတခါမှမဖြစ်ခဲ့ဘူးတဲ့လူနဲ့စာရင်တော့တော်သေးတာပေါ့နော်ဟုတ်လားဒါပေမဲ့လို့အရန်တန်ဖိုးရှိတယ်ကိုယ်စိတ်ထဲမှာလှိုက်လိုက်လဲဒါကိုကျင့်တတ်တယ်သဘောကျတယ်ဆိုရင်တော့အဲ့ဒါမျိုးကိုစွဲနေအောင်မြင်းနေအောင်မှတ်သားတတ်တဲ့အလေးအကျင့်လည်းရှိဖို့လိုတယ်အဲ့ဒီနေရာမှာတော့အဲ့ဒီတင်ညာကအရန်တန်ဖိုးကြီးတယ်နော်တင်ညာဆိုတိုင်းတန်ဖိုးမရှိဘူးလို့မအောင်မင်းနဲ့များနိဗ္ဗာန်ပို့နိုင်တဲ့တင်ညာတောင်ရှိတယ်မနေ့ကနော်ဒီနေရာမှာပြောသွားတယ်မဟုတ်လားနိဗ္ဗာန်ပို့မြည်တင်ညာများနော်ဒီနေရာလားဘယ်နေရာလဲမမှတ်မိတော့တမြန်နှစ်ကနဲ့တူတယ်နော်ဒီသစ္စာပါရမီကပဲ့နေတမြန်နှစ်ကဒီနေရာမဟုတ်ဘူးနော်နိဗ္ဗာန်ပို့မြည်တင်ညာများဆိုတော့ဘုံဘုံတို့ပြောတာရှိထားပါတော့အဲ့ဒါပြောချင်တာကဘာလဲအခုပြောခဲ့တဲ့အကြောင်းအရာလေးတွေဟာဘဝမှာအများကြီးတန်ဖိုးရှိအသုံးချလို့မရဘူးလားရတယ်ဒီနီလန်းတွေကိုဘာလို့ဖို့လို့တော့မှတ်မိဖို့လိုတယ်နော်ဟုတ်လားလို့နံပါတ်1ကပါတယ်တော့တံဝရစောင့်စည်းတဲ့နီးနဲ့ကိလေသာအသောတရားကိုပယ်နိုင်အောင်ကြိုးစားရမယ်မျက်စိနာနာလျှာကိုစိတ်တော်တာ6ပါးတကား6ပါးဟုတ်ရလားနံပါတ်2ပါတော့ပဋိသေဝနာနော်မိဝဲသုံးဆောင်တဲ့နီးပညာနဲ့ဆင်ခြင်ပြီးတော့မိဝဲသုံးဆောင်တဲ့နီးနဲ့ကိလေသာအသောတရားကိုပယ်ရှားရမယ်စာဝနေရေးကျမ်းမာရေးဟုတ်ရလားပြီးတော့ဗါတော့အဓိဝါဒနာနော်စသရတီးခံခြင်းအပြင်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်နောက်နံပါတ်4ကဗါတော့ပရိဝိဇ္ဇနာရှောင်ခြင်းတဲ့နေဒီနေရာသွားလို့ဒီလိုနဲ့ပေါင်းလို့နော်ဒီလိုမကောင်းတာတွေဖြစ်နိုင်တယ်ဆိုရင်အဲ့ဒီနေရာကိုမသွားနဲ့အဲ့ဒီလိုရှိရာကိုမသွားနဲ့ဟုတ်ရလားနောက်နံပါတ်5ကဗါတော့ဝိနောဒနာပယ်ရှားတဲ့နေကိုယ်တန်တမှာအတွေးဆိုးတွေဖြစ်လာရင်အဲ့ဒါကိုလက်မခံသင့်ဘူးဖယ်နိုင်အောင်ဖြောက်နိုင်အောင်နော်ဝေးကွာသွားအောင်နောက်တစ်ခါထပ်ပြီးတော့မဖြစ်အောင်ကြိုးစားရမယ်အထောက်ရမယ်နောက်ဆုံးနေ့ကဘာတော့ဘာဝနာပွားများတဲ့နေ့ဘာကိုပွားများမှာတော့ဘုဇင်9ပါးကိုပွားများရမယ်ဘုဇင်9ပါးပွားများသည့်ဆိုဒီမှာမိမိခန္ဓာရဲ့သဘောကိုမှန်မှန်ကန်ကန်သတိထားနေခြင်းအပြင်ကျန်တဲ့ဘုဇင်တရားတွေပါများမလာနိုင်ဘူးလားများလာနိုင်တယ်နော်သတိထားနေခြင်းအပြင်သတိတန်ဖိုးစဉ်ကိုပွားပြီးသားဖြစ်တယ်အဲ့ဒီအချိန်မှာဝိရိယလည်းရှိနေတဲ့အတွက်ကြောင့်ဝိရိယတန်ဖိုးစဉ်ကိုလည်းပွားများပြီးသားဖြစ်တယ်ပမှန်ကန်ကန်သိနေမယ်ဆိုရင်ဓမ္မဝိစီယကိုလည်းပွားများပြီးသားဖြစ်တယ်ပီတိတို့ပတ္တိတို့ဖြစ်မယ်ဆိုရင်တော့ပီတိပတ္တိလည်းပွားများပြီးသားဖြစ်မယ်တမာတိဥပေက္ခတွေပါဆက်ဖြစ်မယ်ဆိုရင်တော့တမာတိဥပေက္ခတွေကိုပွားများပြီးသားဖြစ်သွားမယ်ပေါ့
ဟုတ်လားဒါကြောင့်ကိုစ조사နေတဲ့လုပ်ငန်းစဉ်ကနောက်ဆုံးနည်းကိုမလုပ်နေတော့အဓိကမိမိရအသုံးချနေကြတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တော့ကျန်တဲ့နီလန်းတွေကိုလည်းပဲဘဝမှာတော့နေရတဲ့အချိန်တိုင်းမှာထိုက်တဲ့လို့တင့်တော်တယ်လို့အသုံးပြုပြီးတော့နေသွားမယ်ဆိုလို့ရှိရင်နော်ဤမျိုးစုံနဲ့ကိလေသာအသောတရားတွေကိုပယ်ရှားနိုင်အောင်ကိုဟာစ조사အထုတ်တဲ့လို့အဲ့တော့ဦးဇင်းတို့တရားကောင်းစဉ်ပေးထားတာဗါတဲ့တော့ပဟာတ္တပတရားနော်ပယ်ရှားရမယ်တရားဆိုတာကိလေသာအသောတရားကိုပြောတာအဲ့တော့ပဟာတ္တပတရားဆိုတာတဲ့ဒီကနေ့တရားကနော်ပယ်ရှားပုံပယ်ရှားနီလန်းတွေကိုပြောပြတဲ့တရားလို့ဆိုရင်ပို့ပြီးတော့မှန်မယ်ပေါ့နော်အေးဒါပဲပဟာတ္တပဆိုတဲ့ခေါင်းစဉ်အောက်မှာပဲပိဿပေါင်းတော်တော်ကမှတ်သားခဲ့ကြတယ်ပေါ့နော်အဓိကဘာသုတ်တန်လဲအာတဝသုတ်တန်နောက်ကိလေသာအသောတရားများကိုပယ်ရှားဖို့အတွက်နီလန်းစုံအောင်မြတ်စွာဘုရားဟောထားတာဒါကြောင့်ပိဿပေါင်းတော်တို့သည်ဒီနီလန်းများကိုအသုံးပြုပြီးတော့နော်ဘဝမှာမပူလောင်မှုဆင်းရဲမှုနော်ဒီဆင်းရဲမှုတွေရဲ့အကြောင်းတရားဖြစ်တဲ့ကိလေသာအသောတရားတွေကိုမပယ်ရှားနိုင်ကြတဲ့နော်တကယ်စစ်မှန်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပိဿပေါင်းသူတော်ကောင်းတို့စ조사အထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း